Ke saro akante tapame, no? Pinya ne parama saro kwedware swimbe emanda anjo shibare. Abhidasa Maharatha Guru Khandi saro phya ameshi bare. No tu ameshi de hare syaye ma myat bhavana sauk sa de edi sauk de ma saro thithe yi pi tha bare. Ero edi sauk de le manet phan ja ro asung saro ga no yu la pi ma phit bare. Khandi saro ameshi da no Mashi pinya shi parama naya khwe ma de pinya ma ahau mashi da parama ma ahau shi da de pyo do pinya ne pyo ba de ti do parama thi yauk aung ti ba deအဲ့တော့သူ့ရဲ့လမ်းညွှန်ချက်သိကောင်းပါတယ်မရှိပညာရှိပါရမနှစ်ရခွဲ၍မှာတဲ့ပညာမှာအဟုတ်မရှိတာပါရမမှာအဟုတ်ရှိတာတဲ့ပြောတော့ပညာနဲ့ပြောပါတဲ့သိတော့ပါရမရောက်အောင်သိပါတဲ့ကဲဆရာတို့အခန်းတဲ့စိတ်ပိုင်းပရမတရား၄ပါးမှာစိတ်နဲ့ဆရာတို့စပါတယ်စိတ်ပိုင်းအဲ့ဒီစိတ်ကနော်ဆရာတို့စောစောကပြောတဲ့အတိုင်းပဲအာယုံကိုသိတဲ့သဘောကိုစိတ်လို့ခေါ်ပါတယ်အဲ့ဒီအာယုံသိတဲ့သဘောအနေနဲ့ဆရာတို့စိတ်ဟာတစ်မျိုးတည်းပဲရှိပါတယ်နော်ဘယ်တရဝါဘယ်ပုဂ္ဂိုလ်မှာပဲရှိစိတ်ကတော့အာယုံသိတဲ့သဘောတစ်ခုတည်းပါပဲအခုကဘုံကိုလိုက်ပြီးတော့ဘုရားကစိတ်ကို၄မျိုးခွဲတယ်တဲ့အဲ့ဒီစိတ်အောက်မှာဆရာတို့ဘုံ၄ခုပေးထားပါတယ်ကာမဘုံရဲ့ရူပဘုံရဲ့အရူပဘုံရဲ့လောကုတ္တရာဘုံရဲ့အဲ့ဒီပါဠိဆိုတဲ့အခါကျတော့ရကောက်ကိုရအတန်နဲ့ဆရာတို့ဆိုရပါတယ်ကာမဘုံကကာမဂုဏ်ခံစားတဲ့ဘုံပါလူဘုံရဲ့နတ်ပြည်6ထပ်ရဲ့အပေလေးဘုံရဲ့အာလုံး7ဘုံပါပါတယ်နော်ဒီဘုံရဲ့အကြောင်းကနောက်တော့သူကတက်တက်လာပါဦးမယ်ရူပဘုံကရူပဗျမ္မာတွေနေတဲ့ဘုံဖြစ်ပါတယ်ရုပ်ရှိတဲ့ဗျမ္မာတွေသူတို့ဘုံခွဲက16ဘုံရှိပါတယ်အရူပဘုံကရုပ်မရှိတဲ့ဗျမ္မာတွေရဲ့ဘုံတွေသူတို့ကြတော့ဘုံခွဲ4ဘုံရှိပါတယ်အဲ့တော့ကာမက7ဘုံဗျမ္မာဘုံက16နဲ့4ပေါင်းတော့20 17နဲ့20ပေါင်းတော့30နဲ့တဘုံတဲ့အဲ့ဒီ30ဘုံကိုအကျဉ်းပြောရင်ဆရာတို့ကဘုံ3ပါးလို့ခေါ်တယ်နော်ဘုံ3ပါးတေဘူမကပါဠိကဆိုတယ်အဲ့တော့တေက3ပေါ့ဗျာတေဘူမကဘုံ3ပါးဆိုတာကာမဘုံရူပဘုံအရူပဘုံပဲဖြစ်ပါတယ်လောကုတ္တရာဘုံကတော့နော်ဒါဆရာတို့နိဗ္ဗာန်ကိုရည်မှန်းတော့ပြောတာပါနော်မဲ့ဖို့နိဗ္ဗာန်ကိုလောကုတ္တရာတရားတွေလို့ခေါ်ပြီးတော့အဲ့ဒီလောကုတ္တရာတရားတွေကိုပဲဘုံအနေနဲ့တင်စားပြီးတော့လောကုတ္တရာဘုံလို့တလို့ခေါ်ပါတယ်စောစောကရှာပြောသလိုပဲနိဗ္ဗာန်ကယုံနာမရှိဘူးယုံနာမရှိရင်တည်နေရာကိုရှိပါမလားတည်နေရာလည်းမရှိပါဘူးနော်အဲ့တော့ဆရာတို့ကဒီနိဗ္ဗာန်သဘောကိုဆရာတို့ကမျက်မှောက်ပြုနိုင်ပါတယ်အဲ့တော့မြုပ်မိုက်ပြုတ်လိုက်တဲ့အခါကျတော့ဒါကိုယ်စိတ်မှာဒါနိဗ္ဗာန်ကနော်ဒါဒီနိဗ္ဗာန်ချမ်းသာကရောက်ရှိလာတာပေါ့ဗျာကဲအဲ့ဒီလို၄ဘုံပြောပြီးတဲ့အခါကာမဘုံမှာဖြစ်များတဲ့စိတ်တဲ့ကာမဝါစရစိတ်တဲ့ဗျကာမဘုံမှာဖြစ်များတော့ကြံတဲ့ဘုံမှာကမဖြစ်ဘူးလားဖြစ်တယ်ဖြစ်နေတာပေါ့ဗျာအလားတူပဲရူပဘုံမှာဖြစ်များတဲ့စိတ်ရူပဝါစရစိတ်တဲ့အရူပဘုံမှာဖြစ်များတဲ့စိတ်အရူပဝါစရစိတ်လောကုတ္တရာဘုံမှာဖြစ်တဲ့စိတ်လောကုတ္တရာစိတ်ဆိုတော့အဲ့ဒါဘုံကိုလိုက်ပြီးတော့စိတ်၄မျိုးခွဲခြင်းဖြစ်ပါတယ်ကဲကာမဝါစရစိတ်ကာမဘုံမှာဖြစ်များတဲ့စိတ်ဆိုတော့အဲ့ဒါဆရာတို့မှာဖြစ်များတဲ့စိတ်ပါပဲအဲ့ဒီစိတ်ကနော်ဘယ်နှပါးရှိတုံးဆို54ပါးတဲ့အဲ့ဒီ54ပါးပါလေအောက်မှာတကပြထားပါတယ်အကုသိုလ်စိတ်12ပါးအဟိတ်စိတ်18ပါးကာမသောဗနာစိတ်24ပါးတဲ့ကဲအဲ့ဒါဒီတစ်ခုချင်းဆရာတို့ရှင်းသွားမှာပါနော်လက်ဦးတစုကိုဆရာတို့ယူမယ်အကုသိုလ်စိတ်12ပါးနောက်စာမျက်နှာမှာဆရာတို့ပြထားပါတယ်
အကုသိုလ်ဆိုတာမူရင်းပါဠိကအကုသလအဲ့ဒီအကုသလနဲ့အကုသိုလ်နဲ့အတူတူပဲအဓိပ္ပာယ်ကဘာလဲလို့မေးရင်အပြစ်ရှိပြီးမကောင်းကျိုးပေးတာနော်အဲ့ဒါအကုသိုလ်အောက်မှာတော့ဆရာတော်အပြစ်ရှိတဲ့စိတ်ဒီလောက်ပဲပေးထားတယ်အဲ့တော့ကောင်းတာကအပြစ်ရှိပြီးမကောင်းကျိုးပေးသောစိတ်လို့အဲ့ဒါလို့မှတ်လိုက်ပိုကောင်းတယ်နော်အကုသိုလ်စိတ်တွေကအပြစ်ရှိပြီးတော့မကောင်းကျိုးပေးတဲ့စိတ်တွေပဲလို့ဒါလို့သိပါနော်အဲ့တော့မကောင်းကျိုးကနော်ဆရာတို့လက်ငင်းဒီဘဝမှာလည်းပဲနော်ဆရာတို့ဒီမှာအနာယောဂါတွေဖြစ်တယ်နော်ကိုကလတ်လာပါတွေဆုံးရှုံးတယ်စတဲ့ဒီမကောင်းကျိုးတွေအပြင်သေရင်လည်းအပေကျစေတဲ့စိတ်တွေပါပဲဒါကြောင့်ဒီအကုသိုလ်စိတ်12ပါးကနော်ဒါကအပြစ်ရှိတယ်ဆိုတော့သူတို့ကမကောင်းတဲ့စိတ်တွေပေါ့ဗျာဒီစိတ်တွေရှိရင်ဆရာတို့အကျိုးရုပ်လိမ့်မယ်နော်အကျိုးရုပ်လိမ့်မယ်အ ਨੇ ဆုံးဆရာတို့အဲ့ဒါနောက်ဆုံးဒါအပေဘုံမှာသွားပြီးတော့မွေးဖွားရမယ်အခြေအနေမျိုးရောက်သွားပါတယ်အဲ့တော့သိထားတဲ့ခါကျတော့ဒါဆရာတို့မဖြစ်အောင်ကိုထိန်းနိုင်တာပေါ့ဗျာမသိတဲ့ခါကျတော့သူတို့ဟာသူတို့ကြီးပဲဖြစ်နေတာပဲအဲ့တော့ဆရာတို့သိနိုင်တဲ့ခါကျနည်းနည်း break အုပ်လို့ရတော့ပေါ့ဗျာကဲကောင်းပြီအဲ့ဒီအကုသိုလ်စိတ်12ပါးပါလေဆိုတော့ကလောဘမှုစိတ်10ပါးဒေါသမှုစိတ်2ပါးမောဟမှုစိတ်2ပါးတဲ့အဲ့ဒါမူဆိုတာမူလလို့ပြောတာပဲမူလဆိုတော့အရင်ခံပေါ့ဗျာအဲ့တော့လောဘအရင်ခံတဲ့စိတ်လောဘမှုစိတ်ဒေါသအရင်ခံတဲ့စိတ်ဒေါသမှုစိတ်မောဟအရင်ခံတဲ့စိတ်မောဟမှုစိတ်အဲ့ဒီလောဘပါလေအောက်မှာဆရာတို့ပေးထားပါလေလိုချင်တတ်မဲ့မှုသဘောဒီဒါလောဘပဲနော်အဲ့ဒီလိုချင်တတ်မဲ့တဲ့သဘောလောဘအရင်ခံတဲ့စိတ်ဒါလောဘမှုစိတ်လို့နာမည်ပေးလိုက်ပါတယ်ဒေါသကိုတော့ဆရာတို့စိတ်ဆိုးစိတ်ပြတ်တဲ့သဘောလို့တလို့နော်ဒါအတိတ်ပဲပေးပါတယ်ဒါစိတ်ဆိုးစိတ်ပြတ်မှုဒေါသအရင်ခံတဲ့စိတ်ဒါဒေါသစိတ်မောဟကမသိတွေ့ဝေတဲ့စိတ်အမှန်သဘောကိုမသိတာနော်ခေါင်းကဆရာတို့အာယုံရဲ့အမှန်သဘောတွေသူမသိဘူးအဲ့ဒီမသိတွေ့ဝေတဲ့စိတ်ကိုဒါမောဟနော်မောဟအရင်ခံတဲ့စိတ်ကဲအဲ့ဒါလို့စိတ်3မျိုးခွဲပြီးတော့ဆရာတို့လောဘမှုစိတ်10ပါးကိုအရင်ယူပါတယ်အဲ့တော့ဆရာတို့လောဘမှုစိတ်10ပါးဒီလောဘအရင်ခံတဲ့စိတ်ပါလောဘကခေါင်းကပြောတယ်လိုချင်တယ်တတ်မဲ့တယ်အဲ့တော့ဆရာတို့ကနော်ကာမဂုဏ်အာယုန်တွေကိုလိုချင်တယ်တတ်မဲ့နေတယ်ဆိုရင်အဲ့ဒီချိန်ပါစိတ်ဖြစ်မလဲလောဘမှုစိတ်ဖြစ်ပြီလို့တလို့သိနိုင်ပါတယ်အဲ့ဒီလောဘမှုစိတ်ဖြစ်တဲ့အခါမှာနော်ဆရာတို့ကဝမ်းမြောက်ဝမ်းသာဖြစ်တာရှိတယ်ဝမ်းမမြောက်ဘဲနဲ့ဖြစ်တာလည်းရှိပါတယ်အဲ့တော့ဝမ်းမြောက်ဝမ်းသာဆိုတာဘယ်လိုလဲကိုယ်အမှန်တန်တွေ့ချင်တဲ့ကိုယ့်ရဲ့ချစ်သူတွေကိုယ့်ရဲ့နော်ဆွေမျိုးတွေတွေ့တယ်ဟာတွေ့ရတာဝမ်းသာလိုက်တာဆိုတော့ဝမ်းမြောက်ဝမ်းသာဖြစ်သွားတာပေါ့ဗျာရုပ်ရှင်ကြည့်တော့လေရုပ်ရှင်ကဇလန်ကကောင်းနေတော့ဆရာတို့မနှစ်သက်ဘူးလားနှစ်သက်နေတော့အဲ့ဒါဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ဆရာတို့ကြည့်နေတာပဲအဲ့ဒါလို့ဝမ်းမြောက်ဝမ်းသာကဆရာတို့ခံစားမှုနဲ့လိုက်သွားတာပါအဲ့တော့မြတ်စွာဘုရားကအဲ့ဒီခံစားမှုကိုဒီမှာဒီလောဘရှင်တဲ့စိတ်နဲ့ဖြစ်နိုင်တဲ့ခံစားမှုကိုသူက2မျိုးသူကပြောတာဆရာတို့ဒီမှာလောဘမှုစိတ်10ပါးနော်ဒီအပေါင်းလက္ခဏာကဆရာတို့ဒီမှာလဲစိတ်စရာကိုဆရာတို့ပေးထားပါတယ်ဒီမှာတော့နည်းနည်းပြည့်စုံတာပေါ့လေအဲ့ဒီအပေါင်းလက္ခဏာကသောမနတသဟဂုံလို့ဆရာတို့နာမည်ပေးတယ်သောမနတဆိုတာစိတ်မှချမ်းသာတဲ့ခံစားမှုကိုပြောတာနော်ကိုကောင်းတဲ့အာယုံသဘောကျတဲ့အာယုံဆုံတွေ့ရင်ဆရာတို့ကကောင်းတဲ့ခံစားမှုရတယ်ဗျာအဲ့ဒီကောင်းတဲ့ခံစားမှုကိုဆရာတို့နှစ်သက်သွားတဲ့ခါကျတော့ဝမ်းမြောက်ဝမ်းသာဖြစ်တာပေါ့ဗျာနော်ဒါအဲ့ဒီဝမ်းမြောက်ဝမ်းသာဖြစ်သွားတာဒီချမ်းသာတဲ့ခံစားမှုသောမနတရှင်လို့ဖြစ်ပါတယ်အဲ့တော့ရုပ်ရှင်ကြည့်နေရင်ပဲတခါတလေကြတော့အဲ့ဒီရုပ်ရှင်ကအမေဖေဒီစကားပြောတဲ့အပိုင်းပေါ့ဗျာနော်နည်းနည်းဇလန်းကနည်းနည်းရှည်သွားပြီးတော့စိတ်သိမ့်မဝင်စားတဲ့ခါကျတော့ဆရာတို့ကချမ်းသာတဲ့ခံစားမှုကမရှိတော့ဘူးရိုးရိုးခံစားမှုအဲ့ဒီရိုးရိုးခံစားမှုကိုဥပိ္ပခာလို့ခေါ်တယ်အဲ့တော့အနှုတ်လက္ခဏာဆရာတို့သုံးထားတာကအဲ့ဒီဥပိ္ပခာသဟဂုတ်ကိုဒါရည်ညွှန်းပါလားနော်သဟဂုတ်ဆိုတာလေပါဠိစကားကအဲ့ဒီဆရာတို့စာမျက်နှာ36မှာသူတို့ရဲ့အဓိပ္ပာယ်တွေပြီးထားပါတယ်စာမျက်နှာ36ကြည့်လိုက်ရင်သောမနတသဟဂုတ်ဆိုတာဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွဖြစ်သော
နော်တဟဂုတ်ဆိုတာလေပါဠိမူရင်းကတဟကတအတူတကွဖြစ်တယ်တဲ့အဲ့ဒါအတူတကွနော်ချမ်းသာတဲ့ခံစားမှုနဲ့အတူတကွဖြစ်လို့သောမနတတဟဂုတ်လို့ပါဠိကတည်းကခေါ်လိုက်တယ်အဲ့ဒါဝမ်းမြောက်ရွှင်လန်းခြင်းနဲ့တကွဖြစ်သောဥပိ္ပခာတဟဂုတ်အဲ့ဒီဥပိ္ပခာကြတော့ရိုးရိုးခံစားမှုနော်ချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်ရိုးရိုးခံစားမှုကိုဒါဥပိ္ပခာအခုဆရာတို့ထိုင်နေတာနော်ထိုင်နေတာဆင်းရဲတာလည်းမဟုတ်ဘူးချမ်းသာတာလည်းမဟုတ်ဘူးအဲ့တော့ဘာဝေဒနာဖြစ်နေတယ်လို့မေးဥပိ္ပခာပဲအဲ့ဒီဥပိ္ပခာပဲအဲ့တော့ရုပ်ရှင်ကြီးလို့ခံစားမှုမရှိတဲ့အခါအဲ့ဒါဥပိ္ပခာတဟဂုတ်ပေါ့ဗျာကိုတိတ်စိတ်မဝင်စားတဲ့အခါအဲ့ဒါဥပိ္ပခာတဟဂုတ်ဝမ်းမြောက်ဝမ်းနည်းမဖြစ်ပေလို့ဆရာတို့ပြန်တော့ပေါ့နော်ပြီးတဲ့အခါကျတော့အဲ့ဒီဆရာတို့လောဘဖြစ်သွားတဲ့အချိန်မှာပဲဥမာရုပ်ရှင်ကြည့်နေတဲ့ချိန်ဆိုရင်ဒါလောဘမှုစိတ်နဲ့ကြည့်တာပဲနော်လောဘမှုစိတ်နဲ့ဒီရုပ်ရှင်မင်းသားမင်းသမီးတွေတရုပ်ဆောင်တာဆရာတို့နှစ်သက်သဘောကျနေလို့ကြည့်နေတာကိုအဲ့ဒီနှစ်သက်တဲ့သဘောကျတယ်ဆိုတာလောဘပဲသူကလူချင်းတယ်ဆိုတဲ့နှစ်သက်တဲ့သဘောပေါ့ဗျာဒါကြောင့်ရုပ်ရှင်ကြည့်နေတဲ့အခါဘာစိတ်နဲ့ကြည့်တယ်လဲလို့မေးလောဘမှုစိတ်နဲ့ကြည့်တယ်အဲ့ဒီရုပ်ရှင်ကြည့်လို့ကုန်းကကောင်းတဲ့ခံစားမှုတွေဖြစ်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်နေရင်သောမနတတဟဂုတ်စိတ်နော်ဟာရိုးရိုးခံစားမှုပဲဖြစ်နေတယ်ဆိုရင်တော့ဥပိ္ပခာတဟဂုတ်စိတ်ပြီးတော့ဒိဋ္ဌိရှင်တယ်မရှင်ဘူးဆိုတာတခါလာပြန်တယ်အဲ့ဒီဒိဋ္ဌိကလည်းစေတသိက်တစ်ခုပြန်မဲ့နော်ကံကံရဲ့အကျိုးကိုမသိဘူးအယူလွဲမှားနေတာကိုဒါဒိဋ္ဌိလို့ခေါ်တာပဲဒီနေရာမှာအဲ့တော့ကံကံအကျိုးမသိဘူးအယူလွဲမှားနေတယ်ဆိုရင်ဒါဒိဋ္ဌိဒါလို့ဆိုရင်ရှာတို့ရုပ်ရှင်ကြည့်နေတဲ့အခါမှာဟာငါကအကုသိုလ်စိတ်နဲ့ကြည့်နေတာဒီစိတ်ကမကောင်းတဲ့အကုသိုလ်စိတ်ပဲအပြစ်ရှိတယ်အပေကြနိုင်တယ်ရှာတို့ဒါလို့သိရင်ဒါဆိုရင်တော့ဒိဋ္ဌိမရှင်ဘူးလို့ခေါ်တယ်နော်အဲ့ဒါလို့မသိဘဲနဲ့ဟာကောင်းတယ်လို့ဒါပဲခံစားနေတယ်ဆိုတော့ဒီကံကံအကျိုးကိုတကွာလက်လူရှုထားရင်တော့အဲ့ဒါဒိဋ္ဌိရှင်တယ်လို့ခေါ်တယ်နော်ဒါကြောင့်ဒိဋ္ဌိရှင်ရင်အပြစ်ကပူကြီးသွားတာပေါ့ဗျာအဲ့တော့ကိုကလောဘလည်းရှင်တယ်ဒိဋ္ဌိလည်းရှင်တယ်ဆိုတော့မကောင်းတဲ့တရားနှစ်ခုရှင်ရင်အပြစ်ကနည်းနည်းပူကြီးတယ်ဒိဋ္ဌိမရှင်ရင်အပြစ်ကနည်းနည်းနည်းသွားတာပေါ့ဗျာဒါကြောင့်နော်ဒိဋ္ဌိရှင်တယ်မရှင်တာနဲ့ပတ်သက်ပြီးတော့ဘုရားကဒိဋ္ဌိကတအဲ့ဒီစာမျက်နှာ36ပဲကြည့်လိုက်ရတယ်ဒိဋ္ဌိကတသံပယုတ်အယူမှားခြင်းဒိဋ္ဌိရှင်လျက်သံပယုတ်ဆိုတာတပေါင်းနဲ့ရှင်တာနော်ဒီစိတ်ဖြစ်သွားတဲ့အခါဒီဒိဋ္ဌိစေတသိက်ကလည်းတပေါင်းနဲ့ရှင်ပြီးတော့ဖြစ်သွားတဲ့အတွက်ဒါဒိဋ္ဌိကတသံပယုတ်အယူမှားခြင်းဒိဋ္ဌိရှင်လျက်ဒိဋ္ဌိကတဝိပယုတ်အယူမှားခြင်းဒိဋ္ဌိမရှင်မေဆိုပြီးတော့နော်ဒါကြောင့်ဒီဒိဋ္ဌိရှင်တယ်မရှင်တာနဲ့ပတ်သက်ပြီးတော့နှမျိုးထပ်ခွဲသွားတော့ပေါ့ပြီးတော့မှအဲ့ဒီအောက်ကတကပြန်ကြည့်အသင်္ခါရိကစိတ်တသင်္ခါရိကစိတ်ဆိုပြီးတော့အဲ့ဒီမှာသင်္ခါရဆိုတာစေတနာကိုပြောတာပဲနော်ဆရာတို့ဟိုမှာသင်္ခါရခန္ဓာဆိုရင်ဒါစေတနာဥဆောင်တဲ့ခန္ဓာပဲတော့သင်္ခါရဆိုတာစေတနာရဲ့နာမည်အသင်္ခါရိကဆိုတာကစေတနာထက်တာနော်စေတနာထက်တဲ့အတွက်ကြောင့်မှတိုက်တွန်းပြုပြင်မှုမပါပဲအလိုလျောက်ဖြစ်တဲ့စိတ်ထက်မြက်တဲ့စိတ်တလို့ပြောပါတယ်ဗျာနော်ဆရာတို့ဘယ်သူမှကိုယ်တိုက်တွန်းဖို့မလိုဘူးကိုယ်လည်းကိုယ်တိုက်တွန်းဖို့မလိုဘူးဟာဒီညကိုရီးယန်ကားကောင်းတယ်ငါကြည့်မယ်အဲ့တော့နော်ကားပြတယ်နဲ့ဟာကြည့်ချင်တယ်ဆိုရင်အဲ့ဒါဘယ်သူမှမတိုက်တွန်းမနဲ့ကြည့်တယ်အသင်္ခါရိကစိတ်ဟာသူပြန်ပစ္စည်းမြင်တယ်ဟာငါခိုးယူလို့ရတယ်လိန်ယူလို့ရတယ်ဟာမြင်တာနဲ့ယူလိုက်တယ်ဆိုရင်အဲ့ဒါအသင်္ခါရိကစိတ်နဲ့ခိုးတယ်လို့ဆရာတို့ပြောမှာပေါ့ဗျာဟောတသင်္ခါရိကကြတော့သူကစေတနာမထက်ဘူးသူကတိုက်တွန်းပြုပြင်မှုကြောင့်ဖြစ်တဲ့စိတ်တဲ့ကိုတိုက်တွန်းရင်ဖြစ်စေသူများတိုက်တွန်းလို့ဖြစ်စေယူတယ်ကြည်တယ်လှုပ်တယ်ဆိုရင်တော့အဲ့ဒါသသင်္ခါရိကစိတ်တဲ့စေတနာမထက်ဘူးပေါ့ဗျာဟာဒီနေ့ရုပ်ရှင်ကောင်းတယ်ကွာငါမကြည့်ချင်ပါဘူးငါမှလှုပ်ရှိတယ်ကြည့်စမ်းပါကွာဒီနေ့သိကောင်းတာပါဆိုအဲ့ဒါအတင်းတိုက်တွန်းလို့ကွာသွားကြည့်ဖြစ်သွားရင်ဒါစေတနာသိမ့်မထက်ဘူးကြည့်တာကိုအဲ့ဒါကြသသင်္ခါရိကစိတ်နော်ကိုကခိုးယူနိုင်တဲ့အချိန်မှာဟာဒါငါယူလို့ရတယ်ငါယူလိုက်ရင်ဟေးမင်းမယူနဲ့နော်ဒါခိုးရရောက်တယ်ဆိုရင်ဒါပြစ်ရှိတယ်မင်းရတာနဲ့မင်းအပြစ်အပေနော်အပေကျသွားရင်မင်းပို့ပြီးတော့ဆင်းရဲမယ်မယူနဲ့မယူလို့မဖြစ်ဘူးငါငွေလိုးနေတယ်အဲ့တော့ငါယူမှပဲဆိုအဲ့ဒါကိုတိုက်တွန်းပြီးတော့ယူတယ်ဆိုရင်တသင်္ခါရိကစိတ်
အဲ့တော့ခိုးတာချင်းတူတယ်စေတနာထက်ရင်အပြစ်ပိုကြီးတယ်နော်အပြစ်ပိုကြီးတယ်သူကဒီစိတ်ရဲ့ဆွမ်းအားပိုကြီးသွားတာပိုကြီးသွားတာကံတတ်တွေလည်းဆွမ်းအားကြီးသွားတယ်ကြီးသွားတဲ့ကအပြစ်ကြတဲ့အခါသူကပိုပြီးတော့အပြစ်ကြီးတယ်နော်မအပေငရဲသွားကြတယ်တစ်နှစ်ကြာမယ်เนี่ยသူက10နှစ်12နှစ်တလို့ဖြစ်သွားမှာပေါ့အဲ့တော့စေတနာမထက်ရင်အကျိုးပေးတာလဲသူကနှေးတာပေါ့အကျိုးပေးရင်လည်းနည်းနည်းပဲသူပေးတော့တာပေါ့ဗျာနော်ဒါကြောင့်ဆရာတို့ကအဲ့ဒီစိတ်လောဘရှင်တဲ့စိတ်ဖြစ်သွားရင်ဒါလောဘမှုစိတ်ပဲဒီလောဘမှုစိတ်ဖြစ်သွားတဲ့အခါမှာပဲဝမ်းမြောက်ဝမ်းသာဖြစ်နေတယ်ဆိုရင်တော့ဒါသောမနတတာကုတ်ဝမ်းမြောက်ဝမ်းသာမဟုတ်ရင်ဥပိ္ပခာတာကုတ်အဲ့ဒီလောဘမှုဖြစ်သွားတဲ့အချိန်မှာဒိဋ္ဌိအယူမှားရှင်ပြီးတော့ဖြစ်ရင်ဒိဋ္ဌိကတသံပယုတ်အဲ့တော့ဒိဋ္ဌိမရှင်ရင်ဒိဋ္ဌိကတဝိပယုတ်စေတနာထက်ဘယ်သူမှမတိုက်တွန်းမနဲ့ဖြစ်သွားရင်အသင်္ခါရိကစိတ်စေတနာထက်တယ်ဆိုရင်တော့စေတနာထက်ရင်အသင်္ခါရိကစိတ်စေတနာမထက်ရင်သသင်္ခါရိကအဲ့ဒါလို့ဆိုတော့ဆရာတို့လောဘမှုစိတ်က10မျိုးဖြစ်သွားတာဒီ10မျိုးစလုံးကအခြေခံတော့လောဘမှုစိတ်လောဘအရင်ခံတဲ့စိတ်ပဲအဲ့တော့ဆရာတို့နော်စောစောကပြောတယ်လို့သောမနတဥပိ္ပခာ2မျိုး꿰သွားတယ်သောမနတမှာပဲတခါဒိဋ္ဌိကတသံယုတ်ဒိဋ္ဌိရှင်တယ်ဒိဋ္ဌိကတဝိပယုတ်ဒိဋ္ဌိမရှင်ဘူးဆိုတော့2မျိုးတခါ꿰သွားပြန်တယ်အဲ့ဒီ2မျိုးမှာမှဒါ2ခုဖြစ်သွားပြီပေါ့ဗျာအဲ့ဒီ2ခုမှာမှအသင်္ခါရိကတခုသသင်္ခါရိကတခုဆိုတော့2ခုတခါထပ်ခွဲပြန်တော့ပေါ့အဲ့လိုခွဲလိုက်တော့အလုံး8ခုဖြစ်သွားတာကဲအဲ့တော့ဆရာတို့လောဘမှုစိတ်8ပါးနာမည်ဆရာတို့ဖတ်ကြည့်မယ်နော်စာမျက်နှာ35အလေမှာဆရာတို့ဒီဇရာကွက်ကလေးလုတ်ပြီးထားတာကတော့ဒီသင်္ကေတတွေကတော့နော်ဆရာရဲ့ဆရာအဲ့တော့ပဋ္ဌာန်းဆရာတော်ဖရာတီထွင်ထားတာပါဆရာနည်းနည်းပြုပြင်ထားတဲ့သဘောပါဆရာတော်အမှန်ဉာဏ်ကြီးတယ်သိကောင်းတာအဲ့တော့ဒါတွေကဆရာတို့ကြည့်လိုက်ရင်လွယ်လွယ်လေးနဲ့နားလည်နိုင်အောင်နော်မှတ်နိုင်အောင်လို့တလားလုတ်ပြီးထားတာပါဒီသင်္ကေတကအဲ့တော့ဆရာတို့ကြည့်လိုက်ရင်အဲ့ဒီလောဘမှုစိတ်8ပါးအောက်မှာအပေါင်းလက္ခဏာက4ခုအနှုတ်လက္ခဏာက4ခုဒီအပေါင်းလက္ခဏာ4ခုကိုအောက်မှာ1 2 3 4ဆရာတို့သောမနတသဟဂုတ်လို့ဆရာတို့ခေါ်သွားမှာအနှုတ်လက္ခဏာ4ခုကိုတော့ဥပိ္ပခာသဟဂုတ်လို့ခေါ်မယ်ပြီးရင်ဆရာတို့ထိတ်မှတင်ထားတဲ့ဒိဋ္ဌိတံဒိဋ္ဌိဝိနော်ဒါဒိဋ္ဌိကတသံပယုတ်ဒိဋ္ဌိကတဝိပယုတ်အဲ့ဒီဒိဋ္ဌိကတသံပယုတ်မှာတခါအသင်္ခါရိကစိတ်ကတစ်ခုသသင်္ခါရိကစိတ်ကတစ်ခုအဲ့လိုသူခွဲသွားမှာကဲဆရာတို့ဆိုလို့ရပြီဆိုကြည့်လိုက်အောင်သောမနတသဟဂုတ်ဒိဋ္ဌိကတသံပယုတ်အသင်္ခါရိကစိတ်တေသောမနတသဟဂုတ်ဒိဋ္ဌိကတဝိပယုတ်သသင်္ခါရိကစိတ်တေဒီစိတ်နှစ်ခုကဘာကွာတယ်လဲလို့မေးရင်အသင်္ခါရိကသသင်္ခါရိကဒါပဲကွာပါတယ်နောက်တစ်စုံကြတော့လေဒီတိုင်းပါပဲဆရာတို့ပေါင်းခေါ်လို့ရမယ်နံပါတ်3ခေါ်မယ်သောမနတသဟဂုတ်ဒိဋ္ဌိကတဝိပယုတ်အသင်္ခါရိကစိတ်တေသသင်္ခါရိကစိတ်တေဒီလိုတစ်စုံခေါ်လိုက်လို့ရတယ်အဲ့တော့ပထမတစ်စုံနဲ့ဒုတိယတစ်စုံဘာကွာလဲလို့မေးရင်ဒိဋ္ဌိရှင်တာနဲ့မရှင်တာပဲကွာသွားတယ်အဲ့တော့ဒီ4ခုရသွားရင်နောက်4ခုကသောမနတဥပိ္ပခာပြောင်းလိုက်ရုံပဲကဲဆိုမယ်ဥပိ္ပခာသဟဂုတ်ဒိဋ္ဌိကတသံပယုတ်အသင်္ခါရိကစိတ်တေသသင်္ခါရိကစိတ်တေဥပိ္ပခာသဟဂုတ်ဒိဋ္ဌိကတဝိပယုတ်အသင်္ခါရိကစိတ်တေသသင်္ခါရိကစိတ်တေအမှန်အဖြစ်ဆရာတို့ဒီစိတ်8ခုပြောပေမဲ့ပထမတစ်ခုသိလိုက်ရင်ကိုကအလိုလိုသိသွားတယ်ဗျာနော်ပထမလေးတစ်ခုသောမနတသဟဂုတ်ဒိဋ္ဌိကတသံယုတ်အသင်္ခါရိကစိတ်ဒါသိသွားရင်နောက်ဒုတိယစိတ်သည်သသင်္ခါရိကစိတ်အကိုသပြောင်းလိုက်ရုံပဲပြီးရင်နောက်2ခုနောက်တစ်စုံကြတော့သောမနတသဟဂုတ်ဒိဋ္ဌိကတသံယုတ်ဝစာဝိပယုတ်လေးပြောင်းလိုက်ဝိပယုတ်ပြောင်းလိုက်ရင်အသင်္ခါရိကစိတ်သသင်္ခါရိကစိတ်ရသွားပြီ4ခု4ခုရသွားရင်ကျန်တဲ့4ခုဒီဥပိ္ပခာသဟဂုတ်ပြောင်းလိုက်ပြီးတယ်အမှန်ပြသိမမှတ်ရဘူးနော်ကိုကဒါနည်းနည်းကြားကစားဆိုတော့နည်းနည်းစိမ့်နာပေါ့ဗျာဒါပေမဲ့နည်းနည်းတော့ဖတ်ပြီးဆိုပြီးနည်းနည်းယဉ်တော့အောင်ပေါ့ဗျာနော်နည်းနည်းယဉ်တော့ဆရာတို့လည်းထက်ကပြောနေမှာပါပြောသွားတော့ဒါနော်ဒီ
လွယ်သွားတယ်သမစားရည်တောက်လို့ဖြစ်လာတာပေါ့အဲ့တော့ဆရာတို့ကအဲ့ဒီပါဠိတွေကတော့ဒီနာမည်တွေကြတော့ပါဠိနာမည်နဲ့မှတ်မှကောင်းတာနော်တို့မှအောင်မှဆရာတို့ကဘုန်းကြီးနာမည်ဆိုရင်နော်တို့ကဥဝိစိတ်တသာရာဘိဝန္တအဘိဓဇမဟာရထဂုရုဆရာတို့မှတ်ရတာပေါ့ဗျာအဲ့တော့အဲ့ဒီပုံစံပေါ့လေဒီမှာလည်းဒီစိတ်နာမည်ကဒီပါဠိလိုမှတ်မှပဲကိုကချင်းချင်းကလေးနဲ့အဓိပ္ပာယ်ကရှင်းရှင်းကလေးသိသွားတဲ့သဘောပါနော်အဲ့ဒီလိုရင်းအဓိပ္ပာယ်ကစာမျက်နှာ36မှာပြီးတဲ့လောက်တော့သိအောင်တော့ကိုလုပ်ပေါ့ဗျာနော်ဒါလေးသိရင်နောက်တော့ဆရာတို့ဒီ၈ခုသိရင်နောက်ကြံတဲ့မခက်တော့ဘူးနော်ဒါဒီ၈ခုပဲနည်းနည်းခက်တာကဲအဓိပ္ပာယ်ကောမသိဘူးလားနော်အခုဆိုရင်ဆရာတို့မှာနံပါတ်1ကိုဆရာတို့အဓိပ္ပာယ်ပြန်ကြည့်နော်ဆရာတို့ခုနကအဓိပ္ပာယ်နဲ့ကိုကယူသွားတာပဲသောမနတသဟကိုဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွဖြစ်သောဒိဋ္ဌိကတသံမယုအယူမှားခြင်းဒိဋ္ဌိရှင်လျက်အသင်္ခါရိကစေတိုက်တွန်းပြုပြင်မှုမပါပဲအလိုလျောက်ဖြစ်သောစေသသင်္ခါရိကစေတိုက်တွန်းပြုပြင်မှုကြောင့်ဖြစ်သောစေကဲနောက်တစ်စုံထပ်ဆိုမယ်သောမနတသဟကိုဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွဖြစ်သောဒိဋ္ဌိကတဝိပယုအယူမှားခြင်းဒိဋ္ဌိမရှင်ပဲအသင်္ခါရိကစိတ်ထက်မြက်တဲ့စိတ်သသင်္ခါရိကစိတ်ထိုင်းမိုင်းတဲ့စိတ်ကဲနောက်တစ်စုံကြတော့ဥပိ္ပခာပြောင်းလိုက်ရုံနဲ့ဥပိ္ပခာသဟကိုဝမ်းမြောက်ဝမ်းနေမဖြစ်ပဲဒိဋ္ဌိကတသံယုအယူမှားခြင်းဒိဋ္ဌိရှင်လျက်အသင်္ခါရိကစိတ်တိုက်တွန်းပြုပြင်မှုမပါပဲအလိုလျောက်ဖြစ်သောစေသသင်္ခါရိကစိတ်တိုက်တွန်းပြုပြင်မှုကြောင့်ဖြစ်သောစေနောက်တစ်စုံဥပိ္ပခာသဟကိုဝမ်းမြောက်ဝမ်းနေမဖြစ်ပဲဒိဋ္ဌိကတသံယုအယူမှားဒိဋ္ဌိကတဝိပယုအယူမှားခြင်းဒိဋ္ဌိမရှင်ပဲအသင်္ခါရိကစေထက်မြက်တဲ့စေသသင်္ခါရိကစေထိုင်းမိုင်းတဲ့စေကဲဆရာတို့သိပြီးရင်အဲ့ဒါအသုံးချနိုင်အောင်အသုံးချနိုင်အောင်ဆိုတော့နော်ဆရာတို့တဏိတာမှာလောဘမှုစိတ်ဘလောက်များဖြစ်တယ်လဲနည်းနည်းစဉ်းစားဆင်ခြင်ကြည့်ပါဆရာတို့မနဲ့အိယာထမျက်နှာသိပြီးမှန်ကြည့်တော့ဘုရုမြင်တော့လောကမှာအချောဆုံးလှဆုံးလူမမြင်ဘူးလားအဲ့တော့ကိုကိုကြည့်ပြီးအာငါတော်တော်ချောတယ်လှတယ်လို့ကိုသဘောကျနေတယ်အဲ့ဒါဘာစိတ်လဲလောဘမှုစိတ်ဖြစ်သွားပြီအဲ့ဒီခါမှာကိုအာငါတော်တော်ချောတယ်လှတယ်ဝမ်းမြောက်ဝမ်းသာဖြစ်နေသောမနတသကုတ်လောဘမှုစိတ်ဝမ်းမြောက်ဝမ်းသာမဖြစ်ရင်တော့ဥပိ္ပခာသဟကုတ်လောဘမှုစိတ်အဲ့ဒါလို့ကိုလောဘမှုစိတ်ဖြစ်သွားတဲ့အခါမှာဟာငါလောဘစိတ်နဲ့ตายရနေတာဒါပြစ်ရှိတယ်မကောင်းကျိုးပေးနိုင်တယ်ဒါလို့ကိုမဆင်ញင်မိရင်အဲ့ဒါဒိဋ္ဌိကတသံယုတ်ပဲဒိဋ္ဌိရှင်းနေပြီကိုကအဘိဓမ္မာသိလာတဲ့ခါကျရင်ကိုတခါကဆင်ញင်မိတယ်နော်မဆရာတို့လည်းပဲရုပ်ရှင်မကြည့်ဘူးလားဆိုရင်တခါစီကြတော့လေနော်အဲ့တော့ဆရာ TV ရှိမှပဲထိုင်လို့စာရေးနေရတော့ရုပ်ရှင်ကောင်းတော့လေကိုကလည်းကြည့်တာပေါ့အဲ့တော့ကြည့်ပေမဲ့လေကိုကလို့ကိုကသိနေတယ်ဩငါကဒါနော်လောဘမှုစိတ်နဲ့သွားသားရနေတာသွားသားရနေတယ်ဆိုရင်တော့ဒါအပြစ်ရှိတယ်ကိုကသိနေဒိဋ္ဌိကတဝိပ္ပယုတ်ပေါ့ဗျာဒိဋ္ဌိကတသံယုတ်မဟုတ်တော့ဒိဋ္ဌိကတဝိပ္ပယုတ်ဖြစ်သွားအဲ့တော့ကိုကရုပ်ရှင်ကြည့်ပေမဲ့လေအဲ့ဒါသင်္ကန်းစာတွေယူသွားတာနော်အဲ့တော့ဟာဒီရုပ်ရှင်တွေပြသွားတာဒါလောကမှာနော်ဒီကာမဂုဏ်တွေဒါကိုရီးယန်ကားတို့ပါဆိုရင်ဒီကာမဂုဏ်တွေဒါဒီလူငယ်လူရွယ်တွေဒါနှစ်သက်ပျော်နေတဲ့ဟာတွေပြဒီတော့ဆင်းရဲဒုက္ခတွေဒါတွေမြင်သွားတော့ကိုကဒါသင်္ကန်းစာတွေကိုယူသွားလို့ရတဲ့သဘောမျိုးပေါ့အပြစ်ရှိပေမဲ့လည်းရော့သွားတာပေါ့ဗျာသဘောနော်ကဲကောင်းပြီဆရာတို့အဲ့ဒီကိုယ့်ရဲ့သပင်ကိုကဖီးလိမ့်တဲ့အခါကျတော့နော်ကိုကသပင်ဖီးလိုက်တာဟာပို့ပြီးတော့လှလာတယ်တဏှာကမိတ်ကထည့်လိုက်တော့ပို့ပြီးတော့လှလာတော့ဗာစိတ်တွေဖြစ်နေတာလေပို့လှနေလောဘမှုစိတ်ပဲကိုကဝမ်းမြောက်ဝမ်းသာသောမနတာသာကိုဒိဋ္ဌိကတသံယုတ်ပဲဖြစ်တာများပါတယ်ပြီးတော့အလိုလိုဖြစ်သွားတယ်ဆိုတော့အသင်္ကာရိကစိတ်တွေပေါ့နော်ကိုကဖြီးလိမ့်ပြီးသွားတဲ့အချိန်မှာဟောဝဆဝတ်တဲ့ခါမှာလေဟောပန်မာနော်ကိုကဟိုကြည့်ဟိုလှည့်ကြည့်လှည့်နေအောင်မင်းငါတော်ချိုးတယ်လှတယ်ဆိုတော့ကိုသဘောကျနေအဲ့ဒါကိုဗာစိတ်ပြန်မိလေကိုကသောမနတာဒိဋ္ဌိကတသံယုတ်အသင်္ကာရိကနော်ဒီမှာလောဘမှုစိတ်ပဲဖြစ်နေမှာပဲပြီးရင်ဆရာတို့သမစ္ဆာကံဆင်းတယ်ဟာအမေကနော်ကိတ်မုတ်တင်နဲ့ကော်ဖီတွေဖြော်ပေးထားတယ်
ဟာကိမ့်မမြင်လိုက်တာနဲ့ကော်ဖီအနသင်းသင်းလေးရလိုက်တယ်ငါကောင်းကောင်းစားတော့မယ်ဆိုတော့သဘောကျနှစ်သက်သွားရင်ဒါဘာဖြစ်သွားပြီလဲလောဘမှုစိတ်သောမနတာသာကုတ်ပြန်မေးနော်အဲ့ဒါဒိဋ္ဌိကတသံမြုပ်ပဲနော်ပြီးတော့ဆရာတို့ကစားနေတဲ့တောက်နေတဲ့ခါမှလေဒါနှစ်သက်ပြီးတော့စားနေတယ်ဆိုရင်လေလောဘမှုစိတ်ဒီစိတ်ပဲဆက်ဖြစ်နေတာပဲနော်ပြီးတဲ့ခါကျရင်မှဈေးသွားရောက်မဲ့လူဘာစိတ်နဲ့သွားတာလဲဈေးနဲ့သွားရောက်တဲ့လူကသူကဟာဒါနော်ပိဿံရချင်းတယ်ဆိုတာပိဿံများများငါရောင်းရအောင်ဆိုတာဒီလိုသွားတယ်ဆိုတော့ဒါလောဘမှုစိတ်နဲ့သွားတာပဲဟာဟိုရောက်တဲ့ခါကျတော့ဟာခဏအယောင်ကောင်းတယ်ဆိုတော့ဝမ်းမြောက်ဝမ်းသာဖြစ်နေသောမနတာသာကုတ်နော်ဒိဋ္ဌိကရတာမြုပ်လောဘမှုစိတ်ပဲဖြစ်နေတယ်အယောင်ပါသွားတယ်မပြောတော့ပြင်မဲ့လေလောဘနဲ့တော့မျောနေတာပေါ့လေမျောနေတယ်ဆိုတော့လောဘမှုစိတ်ဖြစ်တယ်ဒါမဲ့ဒိဋ္ဌိကရတာမြုပ်ပဲဝမ်းမြောက်ဝမ်းသာမဟုတ်တော့ဘူးဆိုတော့ဥပိ္ပခာသာကုတ်ပေါ့ဗျာဥပိ္ပခာသာကုတ်ပေါ့နော်ညနေပြန်လာတယ်ဟာပိဿံရတော့တိုက်လာတယ်ဆိုတော့လေဝမ်းမြောက်ဝမ်းသာဆိုရင်လေလောဘမှုသောမနတာစိတ်ပဲပြီးတော့ဟာအိမ်ကြီးစားဖို့မုတ်ဒီပါရင်ငါဝယ်အောင်မယ်ဆိုတော့ဟောနော်ဒါပျော်ပျော်စားဖို့ပါဖို့ဒါဝယ်တယ်ဆိုတော့လေဘာစိတ်နဲ့လဲလောဘမှုစိတ်ပဲအဲ့တော့မိသားစုနဲ့စားတော့လေလောဘမှုစိတ်ပြန်မယ်ကွာတယ်လီဗီရှင်းကြည့်ပြန်တော့လေလောဘမှုစိတ်ပြန်မယ်ဒါလို့ဆိုရင်လောဘမှုစိတ်ကညအိယာဝင်တဲ့အထိဟာဒီနေ့ငါဘာဒီစားခဲ့တယ်ဘာဒီတွေ့ခဲ့တယ်ဘုရုနဲ့မြင်ခဲ့တယ်ကွာရုပ်ရှင်ဇာတ်လမ်းကဘာပဲစဉ်းစားနေတော့လောဘမှုစိတ်ကြီးပဲဗျာဒါဆရာတို့ကသတိမထားလိုက်ရင်နော်တနေ့လောဘမှုစိတ်ကြီးပဲဖြစ်များနော်ဖြစ်သွားလက်တစ်ပြက်မှာဂရေသသိန်းဆိုရင်တော့စရင်ကောင်းရင်မရေထွက်နိုင်အောင်ကိုဖြစ်သွားတယ်လို့ဒါဆရာတို့သိနိုင်တယ်ဗျာနော်ဒါကြောင့်ဆရာတို့သိတဲ့ခါကျတော့ဒီလောဘမှုစိတ်မဖြစ်အောင်ငါဘာလုပ်ရမှာလဲအဲ့တော့ဒီကာမဂုဏ်အာယုန်တွေစဉ်းစားရင်လောဘမှုစိတ်ပဲမြင်ဖြစ်နေမှာပဲဒီကာမဂုဏ်အာယုန်ကတော့လောင်စာပဲနော်ဒါတွေကိုဆရာတို့ကများခံစားလေးလောဘမှုစိတ်ကကြီးထွားလာလေးတွေပဲအဲ့တော့အကောင်းဆုံးကတော့ဆရာတို့ကတော့နော်ကုသိုလ်အာယုန်ယူတာပေါ့ဗျာကုသိုလ်အာယုန်ဆိုရင်ဘုရားကုံတော်လေးအာယုန်ယူလိုက်တယ်ပြီးသွားပြီကုသိုလ်ဘုရားအာယုန်ယူနေတယ်ဆိုရင်အာရဟံနှလုံးသွင်းလိုက်ရင်လောဘမှုစိတ်မရှိတော့နော်အဲ့တော့ကဲဆရာတို့ဒေါသမှုစိတ်နှစ်ပါးသွားပါမယ်လောဘမှုစိတ်ရတော့ဒေါသမှုစိတ်လွယ်သွားပြီစာမျက်နှာ39မှာပြီးတယ်ဒေါသမှုစိတ်နှစ်ပါးကိုနော်ဆရာတို့ကတော့ခရီဘွေသင်္ကေထနဲ့ပြီးထားတယ်အဲ့တော့ဒီကဒေါသမှုစိတ်နှစ်ပါးခရီဘွေအဲ့တော့ခရီဘွေကြတဲ့ခါကျတော့ဆရာတို့ဒီမှာပြီးထားပါတယ်ဒေါမနတသဟကုတ်လို့ဆိုပါတဲ့စောစောကသောမနတကိုသောကိုဆရာတို့ဒေါပြောင်းလိုက်တာပဲဒေါမနတကြတော့စိတ်ဆင်းရဲတဲ့ခံစားမှုတယ်ဗျာသောမနတကချမ်းသာတဲ့စိတ်ခံစားမှုနော်ဒီဒေါမနတကြတော့ဆင်းရဲတဲ့ခံစားမှုစိတ်မှာဆင်းရဲတဲ့ခံစားမှုဒေါမနတအဲ့တော့နောက်ကောင်ကရှားလို့စိတ်ဆိုးသွားရင်ဒါစိတ်ဆင်းရဲတာပဲစိုးရင်ပူပန်နေလဲစိတ်ဆင်းရဲတာပဲနော်ဆရာတို့ကခေါင်းကအလိုမကျဘူးခေါင်းကခါတဲ့ကွာတာကိုနော်အောက်အီးပြီးတော့ခံရရတယ်ဆိုတာလေဒါလေဒေါသမှုဒီဆင်းရဲတဲ့ခံစားမှုပဲအဲ့တော့ဒေါသမှုစိတ်ဖြစ်တိုင်းဒေါမနတဝေဒနာနဲ့ရှင်းတယ်အဲ့တော့အပြန်လာအဖြစ်ဒေါမနတဝေဒနာဖြစ်တိုင်းဒေါသမှုစိတ်ဖြစ်နေပြီလို့သိပါဒါကြောင့်စိတ်မချမ်းသာဘူးဆိုရင်အဲ့ဒါဒေါသမှုစိတ်ဖြစ်နေပြီလို့သိပါအဲ့ဒီဒေါသကသိကြောက်စရာကောင်းတယ်နော်မြတ်စွာဘုရားကအဖြက်စီးတတ်ဆုံးတရားတွေဗျာအဲ့ဒီဒေါသကအဖြက်စီးတတ်ဆုံးတရားတွေနော်ဆရာတို့ဒေါသဖြစ်လာတဲ့ခါကျရင်အဲ့ဒါတခါတည်းမောဟလည်းပါလာတာဘာဖြစ်လို့စိတ်ဆိုးရတာလဲကိုကမောဟအမှန်မသိအောင်ဖုံးကွယ်တာလို့နော်ဒါငါဆွဲဖြစ်အောင်ဒါမောဟကလှုပ်ထားတော့ဟာငါကိုနော်ဒါစော်ကားတယ်ပါတယ်ဆိုတော့ဆရာတို့ကစိတ်ဆိုးတာဟောဒေါသမှုစိတ်ဖြစ်ရင်လေမောဟပါတာပဲလောဘမှုစိတ်ဖြစ်ရင်လေမောဟပါတာပဲမောဟလှည့်စားတာကုန်းကရှာပြောလို့ဒါလှတယ်ပါတယ်နော်လူတကူမှာကုန်းကဟာလှတယ်တိတယ်လို့ထင်နေအောင်လုပ်တာမောဟကဖုံးထားတာအဲ့တော့ဖះအမှန်သိအောင်တဲ့ကုန်းကခွဲချမ်းစိတ်ဖြာလိုက်သမင်မွေးညင်းချီတဲ့လက်သေးခွဲလိုက်တဲ့အခါတခုစီစစ်ဆေးကြည့်ပါတဲ့ဖေဟာလှပတိတယ်လေသိကောင်းနေဗျာနော်ဆရာတို့မေကဘာအလှဆုံးလို့ဒါဆရာတို့သတ်မှတ်ထားတယ်ကဲနော်ဒီမေကဘာအင်မန်လှရဲဆရာတို့ရဲ့ဒီတယ်လီဗီရှင်းမှာလဲဆိုရင်လည်းပဲဟိုတုန်းကထက်ထက်မူဦးတို့ပေါ့ဗျာနော်တို့ကဒီရှမ်ပူးကြီးညာမှာ follow me ဆိုတဲ့ခါကျတော့ဒီသပင်ကိုတကားတဲ့နှက်မှောင်တော့ပြောင်တောက်နေအောင်တကားတဲ့ရိုက်ပြသွားတော့သိလှတာပေါ့အဲ့တော့မျိုးသားတွေအနေနဲ့ကဒါနှစ်သက်ပြီးတော့တကယ်လိုက်သွားချင်တော့ပြော follow me ဆိုတော့အဲ့တော့မနေ့စောစောထက်ထက်မူဦးတို့နော်ဒါခိုင်တင်းကြီးတို့နန္ဒလိုင်းတို့သပင်ဖြီးတို့သပင်လင်းကားကြောင့်ကျွတ်လာတယ်
ရော့ရှင်ကကျမဆိုရင်လှတယ်လို့ချီးကျူးတယ်ကျမပြီးပါတယ်ဟင်းကျိုတောက်တဲ့ကဒါလေးထည့်တောက်စင်ထည့်တောက်နိုင်မှာမလားမထည့်တောက်နိုင်ဘူးဗျာနော်အဲ့တော့ तू ပြုံးလိုက်တဲ့ကဟာသွားတွေကပလဲလုံးလိုညီးနေတယ်လှလိုက်တာဆရာတို့ကချီးကျူးတဲ့မျိုးသား तू သွားပိုးစားလို့သွားနှုတ်ရတဲ့ကရော့ရှင်ကကျမသွားသိချီးကျူးတဲ့တူကျမပြီးပါတယ်အဲ့ဒါရွှေလော့ကက်ကလေးနဲ့ထည့်တော့လက်ဘေးမှာဆွဲထားဆိုဆွဲထားနိုင်ပါမလားမဆွဲထားနိုင်ဘူးပြီးတော့နိုင်ငံခြားပညာရှင်တွေလည်းသူတို့ကတချို့ဆင်ញင်မိတယ်ဗျာသူတို့လည်းဘာသုံးလဲဆိုရင် beauty is skin deep အလှဆိုတာအရေးကွန်တစ်ထောက်စားပဲတဲ့သိမှန်နေဗျာနော်ကွန်ကအင်နန်လှတယ်ဆိုတဲ့ကွန်ကမျိုးသမီးတွေနော်မနန္ဒလိုင်းတို့ဆိုပါတော့ဗောဗျာအဲ့ဒါစိတ်နဲ့ပဲသူ့ရဲ့အဲ့ဒီအရေးကွန်လေးနှွင်ကြည့်လိုက်ပါအရေးကွန်စိတ်ထဲမှာနှွင်ကြည့်လိုက်အရေးကွန်လူတယောက်မှတကူလုံးမှာအရေးကွန်နှွင်လိုက်ပါလေးဆိုလက်နော်လက်တစ်ခုစားလောက်ပဲရမှာပါကဲအဲ့ဒီအရေးကွန်ဒါအလှတယ်လို့ကထင်တဲ့ဟာအဲ့ဒါဒီအရေးကွန်အလှပဲကဲအခုပေးမယ်ဘယ်မျိုးသားလက်ခံကြမှာဒီအရေးကွန်ဒါအလှဆုံးမျိုးသမီးရဲ့ဒါအရေးကွန်ဒါပေးတယ်ဗျာကဲဘယ်သူယူမလဲမယူဘူးကြည့်လိုက်ရင်ဒါနော်တခါတည်းညှီစော်နန်းနေမှာပဲတွေးတဲ့အလိမ့်လိမ့်နဲ့ဆိုတော့ဒါနော်တကယ်အတုပမဖြစ်သွားဘူးလားအတုပဆိုယွန်စရာကိုအတုပလို့ခေါ်တာဒါကြောင့်အတုပကြီးပဲအာလုံးကိုကနေကျွတ်သွားတဲ့အတုပကိုဆိုပြင်ကိုတိုင်ကကိုရဲ့ဟင်းညိုကွက်တဲ့ထည့်ကြတော့ကိုမချိုက်ဘူးကိုကဒါနော်ယွန်ရှာတယ်ကိုသွားနှုတ်ရတယ်ကိုကမထိန်တာကိုဒါပြစ်လိုက်တာနော်ဒါယွန်စရာဖြစ်သွားပြီဒီအရေးကွန်လည်းဒီတိုင်းပဲဗျာနော်အဲ့ဒါတခါလဲယွန်စရာပဲအဲ့ဒီအရေးကွန်ခွာလိုက်ပြီးကြံတဲ့ခန္ဓာကိုယ်ဘယ်နဲ့နေမှာလဲအမေစည်းမှာနော်ဒီအရေးခွာရတဲ့စိတ်အကောင်လုံးဒီအမဲပေါင်လုံးနဲ့သွားတူသွားတာပေါ့ဗျာဒီအသားကိုဘာထုလို့လဲတူတူပဲအဲ့ဒါဆိုရင်ကိုကတိတယ်လှပသေးရလားဘာတခုမှမလှအောင်တော့လှတယ်ထင်တဲ့ဟောင်းတော့ပြန်စဉ်းစားလိုက်တော့ဒါယွန်စရာကြီးဆိုတော့ကျင်ကြီးကျင်ငယ်တွေတွေးတွေပြည်တွေတလိပ်တွေဆိုရင်ပို့ပြီးတော့ဒါယွန်စရာမကောင်းဘူးလားတကူလုံးကယွန်စရာပြည့်နေတာပဲဆိုတော့ဘုရားပြောတာသိမှန်တာဗျာနော်ဒါကြောင့်ဆရာတို့ကဟာလှတယ်တိတယ်တွေလို့ဒါဆရာတို့ကပြတ်တဲ့နေရာလောဘကနောက်ကနေဖုံးကွယ်ထားလို့ကနော်ဒီမျက်မှန်စိန်တတ်တာလို့ဆရာတို့ကလှတယ်တိတယ်လို့ထင်နေတာပေါ့ဗျာဒါကြောင့်ဆရာတို့ကဒေါသစိတ်ဖြစ်သွားရင်လေမောဟဖုံးသွားတဲ့အခါအဲ့ဒါကောင်းမကောင်းမဆင်ញင်နိုင်တော့မဆင်ញင်နိုင်ရင်နော်6မျိုးရှိရင်6မျိုးနဲ့ပြတ်တာပဲနော်ဆရာအမေရိကန်မှာတွားတော့မှအဲ့ဒါနော်ဒီရောက်တဲ့မြို့မှာသတင်းစာကောက်ဖတ်တာဟာနော်လူတတ်မှုဖြစ်ပြန်ပြီအဲ့တော့ဘယ်လိုလူတတ်မှုဖြစ်လဲအဲ့ဒီမှာဆရာတို့နော်ကြည့်လိုက်တဲ့အခါကျတော့အဲ့တော့လူနှစ်ယောက်ကဘုရားဆေးဝါအယောင်းဝယ်လုပ်တာသူကားနဲ့သူလာတော့ဆုံရတယ်ဟေးမင်းပစ္စည်းပါလားကွာပါတယ်ဗျအဲ့တော့မင်းပြောရတဲ့ဈေးနဲ့မင်းပေးမှာမဟုတ်လားဟာမရတော့ဘူးဗျဈေးကတော့အခုနှစ်ဆတက်သွားတယ်မင်းကစောစောပြောတော့ရမယ်အခုတော့မရဘူးဆိုမင်းဘာစကားပြောတယ်လဲ။အိုးငါမရပြောတော့ကောမင်းကတော့ဘာမိုက်တယ်လဲဆိုအဲ့ဒါတင်နှရှိတင်နှနဲ့ပစ်လိုက်တော့တကားတယောက်ကသိတာနော်အဲ့တော့ကုန်းကလူဒေါသကလေးဖြစ်သွားရင်ကွာမစင်ញနိုင်တဲ့အခါကွာတကားလေတော့ရဇဝမှုကျူးမတော့တာပဲကဲအဲ့တော့အဲ့ဒီဒေါသစိတ်နှစ်ခုဆရာတို့နည်းနည်းအောက်ကဖတ်ကြည့်လိုက်လို့ရပါပြီဒေါမနတသဟကိုပဋိကသံပယောအသင်္ခါရိကစိတ်တေသသင်္ခါရိကစိတ်တေအဓိပ္ပာယ်အောက်မှာပြီးထားပါတယ်ဒေါမနတသဟကိုစိတ်ဆင်းရဲခြင်းနှင့်တကွဖြစ်သောပဋိကသံပယောအမျက်ဒေါသရှင်လျက်အသင်္ခါရိကစေဟိုလက်ဝဲဘက်ကအဓိပ္ပာယ်အတိုင်းပါပဲတိုက်တွန်းပြုပြင်မှုမှာပါပဲအလိုလျောက်ဖြစ်သောစေတဏှာဖြစ်ထက်မြက်တဲ့စိတ်သသင်္ခါရိကစေတိုက်တွန်းပြုပြင်မှုကြောင့်ဖြစ်သောစိတ်ထိုင်းမိုင်းတဲ့စိတ်အဲ့ဒီပဋိက္ခနဲ့ဒေါသနဲ့အဓိပ္ပာယ်တူတူပဲနော်ဒါစိတ်ဆိုးစိတ်ပြတ်တဲ့သဘောလို့ဆရာတို့ကပြောလိုက်ပါတယ်ပဋိက္ခကြမ်းတမ်းခက်ထန်တဲ့သဘောလို့လည်းယူနိုင်ပါတယ်အဲ့ဒီပဋိက္ခနဲ့ဒေါသလောဘနဲ့ဒေါသကကြောချင်းကပ်ပဲနော်အဲ့တော့အာယုန်နေမြင်လို့အလိုကြတဲ့မြတ်သက်သွားရင်လောဘစိတ်ဖြစ်သွားတာပဲအလိုမကြဘူးဆိုတာနဲ့ဒေါသစိတ်တခါတည်းဖြစ်သွားတာပဲနော်ချစ်သူတွေတယောက်နဲ့တယောက်ချစ်နေတဲ့ခါကျလောဘစိတ်ပဲဟောနော်ကိုကနည်းနည်းလေးရံဖြစ်တယ်ဆိုတာနဲ့ဒေါသစိတ်ဝင်လာတာပဲအဲ့ဒီဒေါသစိတ်ဝင်လာရင်ဒါကြောက်စရာကောင်းတယ်နော်ပကံခွဲရောက်နေရှိရင်အကောင်အကုန်ကိုတခါတည်းခွဲပစ်ပါတာပဲအဲ့တော့နော်တယောက်နဲ့တယောက်ကိုလည်းရိုက်ကြနော်ထုကြတဲ့အထိဖြစ်တော့အဲ့ဒါ
လင်မယားတွေကွဲတဲ့အထိဖြစ်သွားတဲ့အထိပေါ့အဲ့တော့အဲ့ဒီဒေါသမှုစိတ်ကလည်းတဏိတာဆရာတို့ဘယ်လောက်ဖြစ်တယ်လဲပြန်ဆင်ခြင်ကြည့်လိုက်ရင်နော်စောစောကဆရာပြောတဲ့အတိုင်းမနဲ့အိယာမူးလင်းအိယာကနေထမျက်နှာတစ်ပြီးမှန်ကြည့်အဲ့တော့အချောဆုံးအလှဆုံးသူတော့မြင်ပြီးပေါ့လေကိုယ်မြင်ပြီးပေါ့ကိုယ်ကြည့်လိုက်တဲ့အခါကျတော့ဟာငါပိန်သွားပါလားဟာမီးရိုးတွေနော်ငေါငေါလေးပေါ်လာပါလားမျက်တွင်းကလည်းဟောက်နေပါလားဟာဒီတင်းတိတ်ကလည်းပူဆိုးလာပါလားအဲ့တော့ကိုယ်အလိုမကျဘူးမနဲ့တဲ့ဘူးဆိုဘာစိတ်ဖြစ်သွားလဲဒေါသမှုစိတ်ဖြစ်သွားပြီဒေါသမှုစိတ်ဖြစ်သွားပြီအေးငါသပင်ဖီးမယ်ဟောကိုကသပင်ဖီးခြင်းနဲ့ဘီးရှာလို့မတွေ့ဟာငါဘီးဘဒူယူဖဲသွားထားလိုက်တယ်ဟောစိတ်ဆိုးပြီစိတ်ဆိုးဒေါသမှုစိတ်ဖြစ်ပြီကဲရပြီဖီးလိုက်ပြန်ပြီသပင်ကထောင်နဲ့အချိုးကိုမကြောက်အချိုးမကြရင်လည်းဒေါသမှုစိတ်ဖြစ်သွားတာပဲနော်ကွန်းကမိတ်ကကလိမ့်ညင်နဲ့ရှာလို့မရရင်ကွန်းကစိတ်ဆိုးပြန်ပြီဟာကွန်းကနော်နှခမ်းကြီးဆိုးလိုက်တယ်ဟာထူလပြည့်ကြီးဖြစ်သွားကွာမကြိုက်ဘူးဆိုတော့လေဒေါသမှုစိတ်တွေဖြစ်သွားပြန်ပြီနော်ပြီးတဲ့အခါကိုလိုညင်တဲ့ဝတ်စားကွာနော်ဝတ်မယ်ဆိုတော့ရှာလို့မရဘူးမရရင်စိတ်ဆိုးနေတာပဲရှာနေတဲ့ချိန်ဟာတွေးပြန်ပြီမိဘူးမထိုးတာတော့နော်ကြည်မွနေတယ်ဆိုတော့အလိုမကြကဲရတာနဲ့ပဲဒီရှိတာငါဝတ်ချစ်မယ်ဝတ်ကြည့်လိုက်တော့မှန်တယ်မှာကိုကြည့်လိုက်တဲ့အခါကျတော့ဟာငါဟာကနော်ဒီအစင်ချိုးရလားဒါ match ဖြစ်ရလားငါကိုများဘလူဝေဖန်ကြမလဲကွာစိုးရိမ်သွားတယ်ဆိုရင်လည်းလောဘမှုစိတ်အဒေါသမှုစိတ်ဖြစ်တာပဲကဲဒါနဲ့ပဲငါသွားတော့မယ်ဟောကိုကသမင်းစားကန်ဆင်းလာတယ်ဘာမှအသိမဖြစ်ဘူးစားဖို့တောက်ဖို့အဲ့တော့ငါကော်ဖီဖြောတောက်မယ်ဆိုရင်နွေးရမရှိရင်နွေးတဲပြန်ပြီးတဲ့အခါကျတော့လေနော်ဒီတရားကိုင်းแล้วတရားကလည်းကုန်းနေပြန်ပြီအဲ့တော့ဟာငါတော့ကော်ဖီမတောက်တော့ဘူးဆိုဟောလူမကြောက်ဖြစ်သွားပြီနော်လူမကြောက်ဘဲနဲ့ကဲဈေးသွားဝယ်မယ်ဆိုတော့အဲ့တော့နော်ပိဿံကလေးယူသွားတယ်ဟိုကြတော့နော်မေးကြည့်လိုက်တော့စက်သားဈေးငါးဈေးတွေကဟာဈေးကကိုထင်တဲ့လောက်ထက်ပိုပြီးတော့ဈေးကမြင့်နေဆိုတော့အလိုမကြဘူးဆိုရင်ဒေါသမှုစိတ်ဖြစ်တာအဲ့တော့ငါဘာဝယ်ရမလဲအဲ့ဒါကိုကနော်ဆုံးဖြတ်လို့မရဘူးဆိုရင်လည်းဒီအိမ်ရှင်မအနေနဲ့ဒါကွန်းကဒါတော့စိတ်ရှုပ်နေတယ်ဆိုရင်ဒါဒေါသမှုစိတ်ပဲဟာငါဒါတော့ဝယ်လိုက်တော့မယ်ဒီငါးနဲ့ဒီဟင်းဒီနဲ့ပဲငါဒီနေ့တော့ဖက်ပြီးတော့နော်ငါချက်လိုက်တော့မယ်ငါတို့လိုချက်လိုက်အိမ်ကလူတွေများကြိုက်မလားဟောတော့စိုးရိမ်လိုက်ဒေါသမှုစိတ်ဖြစ်ပြန်တာပဲဟာမဖြစ်ဘူးငါနောက်ကျနေပြီဆိုရတော့လောပြီးတော့ပြန်လာရတော့လောပြန်လာရင်ဒါဒေါသမှုစိတ်တကြီးပဲနော်အဲ့တော့သားသမီးတွေကလည်းပဲစာဖတ်နေတယ်ဟောကျောင်းကပေးလိုက်တဲ့အိမ်စာမပေးတော့ဒီနေ့တော့ဆ iam မတော့ငါတော့ဓာန်ပေးတော့မှာပဲဆိုရင်စိုးရင်တော့ဒေါသမှုစိတ်ဒါစိုးရင်တော့စိတ်ဆင်းရဲပြန်ပြီပေါ့အဲ့တော့ဟာအမေသမီးမကြက်သေးဘူးလားကျောင်းနီးနေပြီဆိုတော့ဟောအမေဖေကလည်းချက်နေတဲ့ဟာကလည်းသူကလောနေရတယ်ဆိုတော့သူလည်းဒေါသမှုစိတ်သားသမီးလည်းဒေါသမှုစိတ်ကဲစားပြီးတော့ကဲသွားတော့သားသမီးတို့နော်ဂူးဆိုင်ပြီးတော့သွားကြနော်ဆိုတော့လေအမေကလွတ်လိုက်ရတယ်စိတ်ပူးနေဆိုဒေါသမှုစိတ်ပဲအော်ပြန်ချိန်တန်လို့ဒီကလေးတွေပြန်မရောက်ဘူးဆိုအမေနေနဲ့ဘာဖြစ်ပြီလဲစိုးရိမ်နေပြီစိုးရိမ်နေတယ်ဆိုရင်ဒေါသမှုစိတ်ပြန်ပဲနော်မဈေးသွားရောက်တဲ့လူကလည်းကိုကနော်မထင်မဲနဲ့ကိုကသိမ့်မရောက်ကိုဘေးကလူကပူရောက်ရတဲ့ခါကျတော့ဘာဖြစ်သွားလဲအဲ့ဒါလေကိုကမစ္စရိယနော်မစ္စရိယမနာလူဝန်တိုးတယ်ဆိုလေဒေါသမှုစိတ်ပဲဒေါသမှုစိတ်ဖြစ်တာပဲနော်အဲ့တော့ကိုဟာဒီလူနော်လူတယောက်ကလာဝယ်တယ်ဈေးခါတဲ့ဈေးစစ်ပြီးတော့မှမယူထွက်သွားတော့ဘာဖြစ်ပြန်မလဲဒေါသမှုစိတ်ပေါ့ဟာဒီလူအကျွေးရှိတယ်အကျွေးတောင်းတော့မရတဲ့ခါကျတော့လေဒေါသမှုစိတ်ဖြစ်တော့ပြန်တာပဲကိုငါရှာတော့ကော်မတီကလူတွေကလည်းအဲ့ဒါဒေါသမှုစိတ်တွေအများကြီးဖြစ်နေတာပဲစိတ်မထတတ်ရင်တော့အများကြီးဖြစ်တာနော်အဲ့တော့ရှာတို့တဏိတာပြန်တွက်ကြည့်လိုက်ရင်ဒီလိုဆိုရင်ဒေါသမှုစိတ်ကဖြစ်နေပါမလားမနေဘူးဗျာနော်ကဲရှာတို့နောက်မောဟမှုစိတ်တယ်ဗျာနော်မောဟမှုစိတ်ကတော့စာမျက်နှာ38မှာမောဟမှုစိတ်2ပါးပဲရှိပါတယ်အဲ့တော့မောဟမှုစိတ်ကြတော့အနှုတ်လက္ခဏာပေးထားတော့ဥပိ္ပခာသဟကုတ်ပါပဲဥပိ္ပခာသကုတ်နှစ်ခုလုံးပဲတစ်ခုကဝီဇိတံလို့ပေးထားတာကဝီဇိကိစ္စတမ္မယုတ်စိတ်ဥဒ္ဒစ္စတံလို့ပေးထားတာကတော့ဥဒ္ဒစ္စတမ္မယုတ်စိတ်ကဲဒါတစ်ခေါက်လောက်ဖတ်ကြည့်လိုက်ပါဥပိ္ပခာသဟကုတ်ဝီဇိကိစ္စတမ္မယုတ်စိတ်ဥပိ္ပခာသဟကုတ်ဥဒ္ဒစ္စတမ္ပယုတ်စိတ်တေအဓိပ္ပာယ်အောက်မှာပြထားပါတယ်အဲ့တော့ဥပိ္ပခာသဟကုတ်ကတော့စောစောကအတိုင်းဝမ်းမြောက်ဝမ်းနဲ့မဖြစ်ပဲဝီဇိကိစ္စတမ္ပယုတ်စိတ်ဆိုတော့ဝီဇိကိစ္စရှင်သောစိတ်လို့ဒီလိုသိမှာပေါ့ဥဒ္ဒစ္စတမ္ပယုတ်စိတ်ဆိုတာလေဥဒ္ဒစ္စရှင်သောစိတ်ကဲဝီဇိကိစ္စကဘာတို့ဖ
ရားတရားတန်ခါကံတရားစသည့်ကုသိုလ်ရေးကိစ္စမှာယုံမှားတန်တရားဖြစ်နေခြင်းသဘောတဲ့အဲ့တော့ဆရာတို့လူတယောက်ကိုမသင်္ကာလို့ယုံနော်တန်တရားဖြစ်တယ်ဆိုတော့ဒါဝိသိကိစ္စခေါ်တာမဟုတ်ဘူးအဲ့တော့နော်ဒီကိုကစာတခုကအဓိပ္ပာယ်ကောင်းကောင်းမသိလို့ဒါဘယ်လိုများလာမလဲဆိုရင်အဲ့ဒါလိုဟာမျိုးကဒါဝိသိကိစ္စမခေါ်ဘူးအဲ့တော့ဝိသိကိစ္စကုသိုလ်ရေးနဲ့ပတ်သက်ပြီးတော့ယုံမှားတန်တရားဖြစ်တာမှဒါဝိသိကိစ္စဥမာဖယားနဲ့ပတ်သက်ပြီးတော့ခုခေတ်လူငယ်တွေဟာမြတ်စွာဘုရားကနော်တပိညုတဉာဏ်ရှင်ဆိုတာသိထိုက်တဲ့တရားအားလုံးကိုသိတယ်ဟုတ်ပါမလားအဲ့တော့ဟုတ်ပါမလားဆိုရင်ဒါတန်တရားဖြစ်သွားရင်ဒါဝိသိကိစ္စပဲနော်ဝိသိကိစ္စဖြစ်သွားရင်အဲ့ဒါမယုံတော့ဘူးမယုံတော့တဲ့အခါကျဖယားလည်းမချီညိုဘူးဒါဝိသိကိစ္စဖြစ်နေအကုသိုလ်စိတ်ပဲအကုသိုလ်စိတ်ပဲအဲ့တော့တချို့နော်ဆရာမိတ်ဆွေတွေဟာတငယ်ချင်းတွေကိုရွှေတုံဘုရားအချင်းချင်းပို့ဘူးတဲ့ဒါမဲ့ကျွန်တော်ရွှေတုံဘုရားတစ်ခါမှဥမချဘူးပါဘူးတဲ့နော်စဉ်းစားကြည့်အဲ့ဒါသူဂုံယူနေတယ်ဗျာနော်ရွှေတုံဘုရားရောက်တော့မှဥမချဘူးဆိုတော့အဲ့ဒါဘုရားကသူကနော်သူကဒါမချီညိုလို့ပဲသူယုံမှတန်ရဖြစ်နေလို့ပဲပြီးတော့တရားနဲ့ပတ်သက်ပြီးတော့လေဒီတိုင်းပဲနော်ခေတ်လူငယ်တွေကတရားဆိုရင်တော့သူတို့နားမထောင်ခြင်းဘူးနော်လားလည်းမလားခြင်းဘူးအဲ့တော့သူတို့ထင်နေတာဟာဒီတရားကတို့အတွက်အသုံးမကျနော်ဒါဒီခေတ်လူနေမှုစနစ်နဲ့ဒါဘာမှအသုံးကျမှာမဟုတ်ဘူးဘုရားကလွန်ခဲ့တဲ့နှစ်2500ကျော်ကဟောထားတဲ့တရားတွေခေတ်မမီတော့ဒီလိုထင်နေတာအဲ့တော့ဆရာတော်ပြောတာပါအဲ့တော့သိပ္ပံပညာကပဲလို့အခုခေတ်မီတယ်ထင်တဲ့ဟာနောက်9နှစ်ဆိုရင်ခေတ်မမီတော့နော်အဲ့တော့သိပ္ပံပညာတို့နော်ကြံတဲ့ဟာတွေအမြဲပြောင်းနေတာအဲ့တော့ဆရာတို့အဘိဓမ္မာဒီဖရာရဲ့တရားကြတော့ဒီလိုမဟုတ်ဘူးဒီပရမတ်မှန်တရားတွေအမြင်ရှိတဲ့သဘောနော်ဒီပရမတ်မှန်တရားတွေနဲ့ပဲတက်ရှိတော်ဘာတွေအားလုံးကဖွဲ့စည်းထားတာအဲ့တော့ဒီတက်ရှိတော်ဘာတွေအမျိုးမျိုးခံစားနေရတယ်အမျိုးမျိုးပြုမှုနေတာဒီပရမတ်တရားတွေစိတ်စောတိုက်တွန်းတဲ့အတိုင်းဖြစ်နေတာပဲဒါကြောင့်မြတ်စွာဘုရားရဲ့တရားကဘယ်တော့မှခက်မမိတ်ဘူးနော်အမြဲဆန်းတဲ့နေမှာပဲအမြဲခက်မိနေအောင်အဲ့တော့ဆရာတို့သိထိုက်တဲ့အကြောင်းထဲမှာဆိုရင်ကိုယ့်အကြောင်းသိဖို့ကအရေးကြီးဆုံးပဲတနည်းဖြစ်နော်ကိုယ့်ရဲ့ဘဝအကြောင်းဘာဖြစ်လို့ငါမွေးဖွားတာလဲနော်ငါမွေးဖွားလာတာဘာအတွက်ငါအသက်ရှင်နေတာဒီဘဝမှာငါဘာလုပ်သိတယ်လဲနော်ဘာလုပ်ရင်အကျိုးအကျေးဇူးအများဆုံးဖြစ်မှာလဲဒါရီရှာတော့သိမှပဲကိုကဘဝကအကောင်းဆုံးအချမ်းသာဆုံးကနေတတ်မှာပေါ့ဗျာနော်ကောမသိရင်တစ်ချိန်လုံးစိတ်ဆိုးနေတဲ့လူတွေကဒေါသမှုစိတ်တွေလောဘမှုစိတ်ဒါတွေနဲ့ပဲသူကဖြစ်လောဘမှုစိတ်ဖြစ်များတယ်လို့ဒေါသမှုစိတ်လည်းဖြစ်များမှာပဲနော်ဆရာတို့ကဒါသိတဲ့ခါကျတော့ဟောကွာချမ်းသာနေနိုင်တာပေါ့ဗျာဒါကြောင့်မြတ်စွာဘုရားတရားတော်ကဆရာထင်တယ်နော်အတိဆုံးတရားပဲဗျာနော်ဆရာတို့ဘဝမှာတိဆုံးတရားပဲအကျိုးများဆုံးတရားပါအဲ့တော့ဒီဘဝတည်းအကျိုးပေးမှာမဟုတ်ဘူးဘဝပေါင်းဂတိကရာတလူသွားမှာဆရာတို့ကုသိုလ်အကုသိုလ်သိသွားတယ်ဆိုရင်လေဆရာတို့ကတနေ့နော်ကုသိုလ်တွေကျုံယူလို့ရတယ်ဗျာကျုံယူလို့ရတယ်ဟောကိုကမသိတဲ့ခါကျတော့ကိုကမသိပဲနဲ့အဲ့တော့လောဘမှုစိတ်ဒေါသမှုစိတ်နဲ့ပဲနော်အချိန်ကုန်နေတာဗျာကဲဆရာတို့အဲ့ဒီတရားကလည်းခက်ပြီပါတယ်တန်ဃာကလည်းအမတန်ကြီးညိုလေးမြတ်စရာကောင်းပါတယ်ဒီဝိနည်းသိက္ခာတွေနော်ထိမ့်သိမ့်တာဒီသာသနာမပြောက်အောင်ထိမ့်ပေးထားတာသူတို့ပြန်ဟောကြားလို့ဆရာတို့သိနာလေရတာတန်ဃာကျေးဇူးအမှန်ကြီးတာပါတန်ဃာတွေရှိနေတယ်ဆိုတာဆရာတို့ထွက်ကအဲ့ဒါအမတန်ခံကောင်းတာနော်ကုသိုလ်မျိုးစိစိတ်ပြိုးဖို့အကောင်းဆုံးလေရမည်တဲ့ဗျာသိကောင်းတာသူတို့ကအကြောင်းပြုပြီးဆရာတို့ကုသိုလ်ရတာပဲကြီးညိုတဲ့စိတ်ဖြစ်သွားရင်ကုသိုလ်ရသွားပြီနော်အဲ့တော့ကိုလှူနိုင်တန်းနိုင်တယ်ဆိုကုသိုလ်ပို့ရသွားတာပေါ့ဗျာအဲ့တော့လှူရင်လည်းပဲဒီတန်ဃာတူးစီတော့မကြည့်နဲ့ဖယားအမှုပြုတဲ့တန်ဃာအဲ့ဒါလိုအာယုံယူပြီးတော့တန်ဃာကိုလှူပါ၏ဆိုတာလှူပြအဲ့ဒါဆိုရင်တော့ကုသိုလ်ကသိကြီးပါတယ်နော်ဒါကြောင့်ဒီဝိသိကိစ္စဆရာတို့မရှိအောင်လုပ်ဖို့အရေးကြီးပါတယ်ပြီးတော့ဥဒ္ဒစ္စအာယုံအမျိုးမျိုးတို့စိတ်ပြလွေခြင်းသဘောတဲ့စိတ်ကနော်အာယုံအမျိုးမျိုးကိုအခုဒါစိတ်ကူလိုက်နောက်တစ်မျိုးစိတ်ကူလိုက်နောက်တစ်မျိုးစိတ်ကူလိုက်အဲ့တော့ဒီစိတ်ကအဲ့ဒီအာယုံမျိုးမျိုးစီတို့တလူပြလွေနေတာဘာဖြစ်လို့လဲဥဒ္ဒစ္စတလူပြောတာအဲ့ဒါလိုပြလွေနေကုသိုလ်အာယုံကိုမယူနိုင်ဘူးပေါ့ဗျာဆရာကဗိဓမာဟောနေပေမဲ့အိမ်အကြောင်းကစဉ်းစားနေတယ်ကိုမိသားစုစဉ်းစားနေတယ်နော်တရားရောက်ကနေမကောင်းလို့သွားစဉ်းစားနေတယ်ဆရာပြောတာမကြားတော့ဘူး
မကြတော့ဘူးစိတ်ကုသိုလ်စိတ်မဖြစ်ဘူးပေါ့ကွာစိတ်ပူပန်နေတဲ့ဟာကဒါအကုသိုလ်စိတ်ပဲဖြစ်တယ်ကဲဆရာတို့အကုသိုလ်စိတ်12ပါးပြောလို့ပြီးသွားပါပြီအရင်ခံကတော့လောဘဒေါသမောဟပါပဲနော်အဲ့တော့ဒီလောဘဒေါသမောဟကတရဝါတွေကိုနော်အများဆုံးခြေလေတဲ့တရားပဲဆရာတို့မွေးကလေးကဖရာရဲ့တရားသိမှမသိပဲဆရာတို့ဖရာတရားမသိရင်ဒီလောဘဒေါသမောဟရဲ့ခြေလေအောက်မှာပဲဆရာတို့ကတွားနေတာကိုကမောဟကနော်အမှန်မသိအောင်ဖုံးတာတော့ဟာဒီကာမဂုဏ်အာယုန်ကြီးအမှန်တတ်မဲ့စရာဖြစ်လိုချင်စရာကောင်းတယ်ဆိုတော့လောဘစိတ်ကဖြစ်နေတော့အဲ့ဒီလောဘစိတ်နဲ့ပဲဟာငါပညာကြိုးစားတင်မယ်ကြိုးစားတင်မှငါအလုပ်ကောင်းကောင်းရပြီတင်ပိဿံများများရမယ်နေကောင်းနေဒါဆရာဥတီချက်ကတော့ဒါပဲကာမဂုဏ်ခံစားမှုပဲနော်ခံစားမှုပဲအခုခေတ်လူငယ်လူရွယ်တွေရှာချိလိုက်နော်ဆရာတို့မှာဒီဂျပန်တို့နော်ဒီစင်ကာပူတို့မလေးရှားတို့ချိလိုက်ပါသူတို့ရဲ့ရွယ်ချက်ကပါလေအဲ့တော့ဟာပညာလေးသင်မယ်အလုပ်ကောင်းကောင်းနေရအောင်ရှာအလုပ်ဝင်မှန်ရရင်ငါချစ်သူကအိမ်တော်ပြုတ်မယ်အိမ်တော်ပြုတ်ရင်အိမ်နဲ့ကားနဲ့ဘာနဲ့ကြာကြာနာနာနေမယ်ပြောနေမယ်ဒါပဲဒါဆိုရင်ဘဝပြီးပြီဆိုတော့အဲ့တော့ဆရာတို့ဖရာတရားကြည့်တဲ့ခါကျတော့လောဘဒေါသမောဟအောက်နေပဲနေဖို့လောက်ပဲဆိုတော့နော်တကယ်သူ့ရဲ့ဘဝမမြတ်ဘူးတကယ်ချမ်းသာစစ်လက်သူမရဘူးနော်မရဘူးဆိုသေသွားရင်ဘယ်သွားမလဲအပေပဲတော့ဖရာကသူပြောလိုက်တဲ့စကားသိကောင်းတယ်ဗျာပါပသမိန်ရမတိမနောနော်ပါပသမိန်တဲ့မကောင်းမှုမှမွေ့လျော်တယ်တဲ့ပါပသမိန်ရမတိမနောအဲ့ဒီစိတ်မနောဆိုစိတ်ကအဲ့ဒီမကောင်းမှုမှမွေ့လျော်တယ်တဲ့အဲ့တော့မကောင်းမှုမှမွေ့လျော်တယ်ဆိုတာအဲ့ဒါကအကုသိုလ်စိတ်တွေနဲ့မွေ့လျော်နေတာပဲနော်ဒီကာမဂုဏ်အာယုန်တွေမွေ့လျော်နေတယ်ဆိုတဲ့ဟာဒါလောဘမှုစိတ်ဒေါသမှုစိတ်တွေနဲ့နော်ဆရာတို့မွေ့လျော်နေတော့အဲ့ဒါမကောင်းမှုနဲ့မွေ့လျော်နေတာပဲအဲ့တော့နော်ဆရာတို့ကဝက်ကြတော့ကနော်သူကဒီဘွက်တွေရှုပ်ဘွက်တွေမစင်ပင်ဘုတ်မှာသူကမွေ့လျော်နေတာပဲဒါကကောင်းတယ်လို့သူထင်နေတော့ဟာဒီမစင်နေစားရတာပဲသူကပြောတာပဲပြောနေတာပဲအဲ့တော့သူကကောင်းတယ်သူထင်နေတာကိုဆရာတို့လည်းပဲခုနကလိုကာမဂုဏ်အာယုန်တွေကကောင်းတယ်ထင်ပြီးတော့ဟာရုပ်ရှင်ကြည့်နေရတာနော်ဘောပွဲကြည့်နေရတာဒါတွေကောင်းတယ်လို့ပဲဆရာတို့ကထင်နေတာကိုအဲ့တော့ဒါနဲ့ပဲမွေ့လျော်နေတာအဲ့ဒါလို့မွေ့လျော်တဲ့တွေ့နော်ဖခင်ကနခတိခသုတ်မှာမြေမှုတ်အနေငယ်လက်သေးပေါ်လက်မပေါ်တင်ပြီးတော့မိတာအဲ့တော့ချစ်သားတို့ငါလက်သေးပေါ်ကသဲပွေးအရေးအတွက်နဲ့ဒီကဘာမြေကြီးမှာရှိတဲ့သဲပွေးအရေးအတွက်ဘယ်ဟာပူများသလဲဟာအရှင်ဘုရားလက်သေးပေါ်မှာသဲပွေးနည်းနည်းလေးပါကဘာမြေကြီးမှာရှိတဲ့သဲပွေးအဆများစွာပူများပါတယ်ဗျာအေးချစ်သားတို့တရဝါတွေသေတဲ့အခါတဲ့တရဝါဆိုတော့အလုံးပေါ့ဗျာလူနတ်ဗျာမအလုံးတိရစ္ဆာန်တွေအပါဝင်ပေါ့သေသွားလို့သူဂတိဘုံမှာဖြစ်တဲ့တရဝါသူဂတိဘုံဆိုတာလူဘုံနတ်ဘုံဗျာမဘုံသူဂတိဘုံခေါ်တယ်အဲ့ဒီသူဂတိဘုံမှာဖြစ်တဲ့တရဝါအရေးအတွက်ကငါလက်သေးပေါ်ကသဲပွေးအရေးအတွက်လောက်ရှိရင်တဲ့အပေလေးဘုံမှာဖြစ်တဲ့တရဝါကဘာမြေကြီးမှာရှိတဲ့သဲပွေးထက်မကများတယ်အဲ့ဒါကြောင့်နော်ဆရာတို့ကအဲ့တော့ဒါဘာကြောက်လဲဆိုတော့ကိုကပါပသမိန်ရမတိမနောပဲစိတ်ကမကောင်းမှုမှပဲမွေးလျော်နေတဲ့အတွက်ကြောင့်သိရင်အဲ့ဒါအပေပဲဗျအပေပဲသွားနေကြတာမသိလို့နော်မသိလို့ဒါကြောင့်ဆရာတို့ကနော်ဒီအကုသိုလ်တွေဖြစ်သွားတာသိပြီးရင်တော့မဖြစ်အောင်ကိုကနေတတ်ဖို့ကကိုကုသိုလ်စိတ်တွေဖြစ်အောင်လုပ်အောင်ပေါ့ဗျာကဲဆရာတို့တည်းနဲ့ဆက်လိုက်မယ်စာမျက်နှာ39ကအဟိတ်စိတ်18ပါတဲ့အဟိတ်ဆိုတာဟိတ်မပါတဲ့စိတ်လို့အဓိပ္ပာယ်ရပါတယ်အဲ့ဒီ1နဲ့3အောက်မှာဟိတ်ရအဓိပ္ပာယ်ဆရာတို့ပေးထားပါတယ်ဟိတ်ဆိုတာပါဠိမူရင်းကဟေတုနော်မြန်မာကဟိတ်လို့ခေါ်လိုက်တယ်ဟေတုဆိုတာအကြောင်းတရားဝါအရင်မြတ်တဲ့ဘွယ်ကျေးဇူးပြုတတ်တဲ့တရားတဲ့အရင်မြတ်တဲ့ဘွယ်တစ်ပင်မှာအရင်မြတ်ရှိရင်ဒီအပင်ပေါက်မှာပေါ့ဗျာဒီအပင်စီကားနေမှာပေါ့ဒီတိုင်းပဲဒီဟိတ်ရှိနေမှာလောဘရှိရင်လောဘမှုစိတ်ဖြစ်လိမ့်မယ်ဒေါသရှိရင်ဒေါသမှုစိတ်ဖြစ်လိမ့်မယ်အဲ့ဒီဟိတ်တွေအောက်မှာဆရာတို့ပြီးထားပါတယ်အကုသိုလ်ဟိတ်3ပါးကလောဘဒေါသမောဟဖြစ်ပါတယ်တဲ့အဲ့တော့အကုသိုလ်ဟိတ်ဆိုတော့အကုသိုလ်အရင်မြတ်မကောင်းမှုအလုံးရဲ့အရင်မြတ်ကလောဘဒေါသမောဟပါပဲတဲ့သိမှန်နေတော့
နော်ဆရာတို့တကယ်ဆင်ញင်လိုက်တော့ဘုရားရဲ့တရားသိမှန်တယ်ဗျာနော်ဒီကဘာကြီးမှာတခါတဲ့ဒီမတရားမှုတွေမကောင်းမှုတွေဆိုးသွင်းမိုက်မဲမှုတွေအများကြီးဖြစ်နေတာဘာကြောင့်လဲအဲ့တော့ပြန်စစ်လိုက်ရင်လောဘဒေါသမောဟပဲနော်မောဟကောင်းတာမကောင်းတာသိမှမသိပဲမသိရင်ကုသိုလ်အကုသိုလ်မသိဘူးမသိရင်အဲ့ဒါအကုသိုလ်ကိုပဲအကောင်းထင်ပြီးတော့အကုသိုလ်လို့ပဲလုပ်နေတယ်ဗျာကဲဆရာတို့ကုသိုလ်ဟိတ်သုံးပါးကတော့အလောဘအဒေါသအမောဟဒါကြောင့်လောဘဒေါသမောဟအရင်ခံလိုက်ရင်အဲ့ဒါအကုသိုလ်စိတ်ဖြစ်တာပဲအလောဘအဒေါသအမောဟအရင်ခံလိုက်ရင်ကုသိုလ်စိတ်တွေဖြစ်ပါတယ်အခုဆရာတို့ပြောတဲ့အဟိတ်စိတ်ကအဲ့ဒီဟိတ်တွေတစ်ခုမှမပါတဲ့စိတ်တွေတဲ့ကဲဘာစိတ်တွေလဲဆိုတော့အပေါ်မှာ1နဲ့3ပေးထားပါတယ်အကုသလဝိပဿိ9ပါးတဲ့အဟိတ်ကုသလဝိပဿိ10ပါးအဟိတ်ကရိယာစိတ်3ပါးအဲ့တော့ပထမတစုဆရာတို့အောက်မှာခေါင်းစဉ်ပြန်ယူတယ်အကုသလဝိပဿိ9ပါးတဲ့အကုသလဆိုတာအကုသိုလ်လို့သိပါဝိပက်ဆိုတာလေဆရာတို့မူရင်းပါဠိရဲ့ဝိပါကနော်ဝိပါကကိုဝိပက်လို့ဆရာတို့မြန်မာလုတ်လိုက်တယ်အဲ့ဒါအကျိုးတရားအကုသိုလ်ရဲ့အကျိုးတရားဆိုတော့ဆရာတို့အတိတ်ဘဝတွေမှာနော်ဆရာတို့ဗုဒ္ဓဘာသာမှာကဆရာတို့ဘဝတွေဖြစ်ခဲ့တာမရည်တွက်နိုင်ခဲ့ဘူးလို့ဘုရားတလူပြောတာဆရာတို့ဖြစ်ပြီးတဲ့ဘဝတွေမရည်တွက်နိုင်ဘူးနော်တရဝါဒီရဲ့အစမူလသွားမစင်စားနဲ့အစကိုရှာမတွေ့နိုင်ဘူးတဲ့နော်ဖြစ်ခဲ့တဲ့ဘဝတွေအင်မတန်များတာဘလောက်များသလဲနော်တိရဲ့သားသမီးတွေဥပမာသေလို့သင်ငိုကြွေးကြရတဲ့မြစ်ရည်တွေစုလိုက်ရင်တဲ့ဒီဘဝတွေမှာနော်ကိုယ့်ရဲ့အဲ့လိုသားသမီးတွေသေလို့ငိုခဲ့တဲ့မြစ်ရည်တွေစုလိုက်ရင်သမုဒ္ဒရာ၄စင်းမှာရှိတဲ့သမုဒ္ဒရာရည်ထက်များလိမ့်မယ်တဲ့ဗျအဲ့တော့ဒီလိုကြည့်လိုက်ရင်ဘဝတွေအမှန်များတယ်ဆိုတော့ဆရာတို့မြင်တာပေါ့ဗျအဲ့ဒီဘဝတစ်လျှောက်လုံးမှာဒီလောဘဒေါသမောဟတွေအမြင်ဆရာတို့စိတ်ကိုလွှမ်းမိုးခဲ့တာဗျာနော်လွှမ်းမိုးခဲ့တဲ့တော့ဆရာတို့ကလည်းမကောင်းမှုတွေမလုပ်ခဲ့ဘူးလားဗျာလုပ်ခဲ့တယ်နော်အခုလိုဘုရားသာသနာနဲ့စုံတဲ့ခါကျတော့လေကုသိုလ်ကောင်းမှုတွေလည်းလုပ်ဖြစ်သွားတာပေါ့ဗျာနော်အဲ့တော့ဆရာတို့ကအဲ့ဒီအတိတ်ကလှုပ်ထားတဲ့အကုသိုလ်မကောင်းမှုတွေကြောင့်အကုသိုလ်မကောင်းမှုလုပ်ရင်အကုသိုလ်စိတ်တွေဂရေသိမ့်ချီဖြစ်လိမ့်မယ်ဒီစိတ်တွေချုပ်သွားတဲ့အခါကျရင်အကုသိုလ်ကံတတ္တိတွေခြံရစ်တယ်သူတို့ရဲ့အစွမ်းတတ္တိတွေကံအနေနဲ့ခြံရစ်တယ်ဆရာတို့တစ်သီးတွေမှဲ့ကြွေကြလို့တစ်စိတွေကြံတယ်လို့ပေါ့ဗျာနော်အဲ့တော့ဒီစိတ်ဖြစ်ပြီးချုပ်သွားရင်သူ့ရဲ့အစွမ်းတတ္တိတွေကခြံရစ်တယ်အဲ့ဒါဆရာတို့စိတ်အစင်မှာအဲ့ဒါကံတတ္တိလို့ခေါ်တာနော်ကံတတ္တိလို့ခေါ်တယ်အဲ့ဒီအကုသိုလ်ကံတွေကဆရာတို့စိတ်မှာအမြဲပါတယ်ဗျာအမြဲလိုက်နေတာနော်အမြဲလိုက်နေတယ်ဆရာတို့အခုကုသိုလ်ကံလုပ်သွားရင်လေကုသိုလ်ကံတွေကလိုက်နေမှာပဲဒါကြောင့်ဘုရားကတပ်ပေတတ္တကမ္မတကတရဝအားလုံးဟာတဲ့ကိုလှုပ်ထားတဲ့ကုသိုလ်ကံအကုသိုလ်ကံသာလျင်ကိုပိုင်ဥစ္စာရှိတယ်တဲ့ကိုနဲ့အမြဲလိုက်မှာဒီကံပဲတဘဝပြီးတဘဝဆရာတို့သေသွားဒီကံနဲ့လိုက်တယ်ဗျာအဲ့တော့အဘိဓမ္မာဆရာတို့သင်လိုက်ရင်ဒါနားလည်မှာပါနော်နားလည်လာမှာပါတပြည့်ပြည့်အဲ့ဒီအတိတ်ကလှုပ်ထားတဲ့အကုသိုလ်ကံတွေရဲ့အစွမ်းကြောင့်အကုသလဝိပဿိ9ပါးအခုဆရာတို့စီမှာဖြစ်ပါတယ်တဲ့ကဲအကုသလစိတ်9ပါးကိုနော်ဒီမှာဆရာတို့ဇရာခွက်ကလေးနဲ့လှုပ်ထားပါတယ်အဲ့ဒီမှာအနှုတ်လက္ခဏာက6ခုပေးထားတယ်ဥပိ္ပခာသဟဂုတ်တွေပေါ့ပြီးတော့နံပါတ်5တခုကတော့ဆရာတို့နော်ခုံကုန်းကလေးပေးထားတာအဲ့ဒီခုံကုန်းကလေးကိုတော့ဒီမှာပေးထားတယ်သူ့ကိုတော့ဒုက္ခသဟဂုတ်လို့ဖတ်ပါတဲ့အဲ့တော့ဒီကနော်ဆရာတို့အကုသလဝိပဿိ9ပါးအဲ့တော့ကြည့်လိုက်တော့အနှုတ်လက္ခဏာကအကုသလဝိပဿကဲဆရာတို့ဒီမှာအကုသလဝိပဿ9ပါးနော်အနှုတ်လက္ခဏာက6ခုဒီခုံကုန်းက1ခုအဲ့ဒီခုံကုန်းကတော့ဆရာတို့ကဒုက္ခသဟဂုတ်ဒုက္ခကကိုယ်မှာဆင်းရဲတဲ့ခံစားမှုစောစောကဒေါမနတကစိတ်မှာဆင်းရဲတဲ့ခံစားမှုကိုယ်မှာဆင်းရဲတဲ့ခံစားမှုချင်ကြိုက်သွားတယ်မိလောင်သွားတယ်ဆူဆူသွားတယ်ဒါဆိုရင်ကိုယ်မှာဆင်းရဲတဲ့ခံစားမှုနော်အဲ့ဒီဒုက္ခသဟဂုတ်ဆိုတာဒီတစ်ခုပြီးတော့ဆရာတို့အောက်မှာနော်နည်းနည်းဒီသင်္ကေတနဲ့အောက်မှာဆရာတို့ကြည့်သွားလို့ရပါပြီ
အဲ့တော့စက်ကတော့စက္ခုဝိညာဉ်စက္ခုဆိုတာမျက်စိဝိညာဉ်ဆိုတာစိတ်ပဲနော်အဲ့တော့ဝိညာဉ်လို့မဖတ်နဲ့နော်ရှားတို့ညကြီးဆိုရင်ညတချမ်းကဝိနဲ့ပေါင်းတာတော့ဝိညာဉ်လို့ဖတ်ပါအဲ့တော့ဝိညာဉ်ဆိုတာလေစိတ်ပဲအဲ့တော့မြင်သိစိတ်တော့အဓိပ္ပာယ်ပေးတာပေါ့ဗျာသောကတော့သောထဝိညာဉ်ကြာတိစိတ်ဂါဏဝိညာဉ်နန္တိစိတ်ဇိကတော့ဇိန်ဝါအဲ့ဒါလေဇိဝါလို့မဖတ်နဲ့တဲ့သူကဇိန်ဝါလို့ဖတ်ပါတယ်ဗျာဇိန်ဝါဝိညာဉ်စိတ်စာတိစိတ်ပြီးတော့ကာယဝိညာဉ်စိတ်ထိတိစိတ်ပြီးတော့တန်ကတော့တံပတိဆိုင်အဲ့ဒီတံပတိဆိုင်ကလည်းမူရင်းပါဠိကတံပတိဆနလို့သုံးတယ်ဒါကြောင့်ဆရာတို့နငယ်တတ်ထားပါတယ်နော်နငယ်တတ်ပြီးမယ်အတန်ထွက်တော့ငတ်တတ်အတန်တိုင်းပဲထွက်ပါတယ်တံပတိဆိုင်စိတ်အာယုံလက်ခံတဲ့စိတ်တန်တီရဏစိတ်အာယုံစူးစမ်းတဲ့စိတ်ကဲစိတ်နာမည်လေးဆရာတို့ဖတ်ကြည့်လိုက်ရအောင်ဥပိ္ခာတဟကိုစက္ခုဝိညာဉ်စိတ်ဥပိ္ခာတဟကိုသောတဝိညာဉ်စိတ်ဥပိ္ခာတဟကိုဂါဏဝိညာဉ်စိတ်ဥပိ္ခာတဟကိုဇိန်ဝါဝိညာဉ်စိတ်ဒုက္ခတဟကိုကာယဝိညာဉ်စိတ်ဥပိ္ခာတဟကိုတံပတိဆိုင်စိတ်ဥပိ္ခာတဟကိုတန်တီရဏစေတစ်ကနေ5ခုနော်တစ်ကနေ5ထိစိတ်5ပါးကတော့အာယုံ5ပါးကိုသိတဲ့စိတ်ပဲနော်အစင်းအတန်အနတ်အယတာအထိတွေ့အဲ့ဒီအာယုံ5ပါးကိုပဲကာမဂုဏ်လို့ခေါ်တယ်ဗျာနော်ကာမဂုဏ်လို့ဆရာတို့ပြောနေဒီအာယုံ5ပါးပဲတော့ကာမဂုဏ်ခံစားတယ်ဆိုတာလည်းပဲဒီအာယုံ5ပါးခံစားတာပဲကဲအကုသလဝိပက်အကုသိုလ်ကံရဲ့အကျိုးဆိုတော့ကကောင်းတဲ့အကျိုးဖြစ်မလားမကောင်းတဲ့အကျိုးဖြစ်မလားအဲ့ဒါမကောင်းတဲ့အကျိုးပဲမကောင်းတဲ့အကျိုးဆိုတော့အဲ့ဒါမကောင်းတဲ့အာယုန်တွေနော်ဆရာတို့မနှစ်သက်တဲ့မကောင်းတဲ့အာယုန်တွေမြင်ရတာကြားရတာနာသိရတာအဲ့ဒီအကုသလဝိပက်စိတ်တွေဖြစ်လိမ့်မယ်နော်ဆရာတို့ကကိုကမကောင်းတဲ့အာယုန်ကိုမုန်းတဲ့လူတွေ့တယ်နော်အဲ့တော့ကိုကဟာမစင်ပင်ဘုတ်တွေတွေ့တယ်ယွန်စရာတွေတွေ့တယ်အဲ့ဒီခါဆိုရင်ဒီအကုသလဝိပက်စက္ခုဝိညာဉ်စိတ်ဖြစ်လိမ့်မယ်ကိုယ်ဆဲဆိုတဲ့အတန်နော်ဒါဆိုရင်လည်းဘာနဲ့အဲ့ဒီကြားသိစိတ်ဘာစိတ်ဖြစ်မလဲအကုသလဝိပက်သောတဝိညာဉ်အိမ်သာတက်တဲ့နာနဲ့နာဤကိုကရှူရတယ်အဲ့ဒါဆိုရင်အကုသလဝိပက်ဂါဏဝိညာဉ်ဖြစ်တယ်နော်ကွာဟာစားလိုက်တဲ့အစာကပုတ်တိုးနေတယ်ဆိုတဲ့ခါကျတော့နော်ယွန်စရာကြီးဖြစ်နေအဲ့ဒါလေအကုသလဝိပက်ဇိန်ဝါဝိညာဉ်ဟောလက်မီးလောင်သွားတယ်ချင်းကြိုက်သွားတယ်ကဲအဲ့ဒီခါမှာအဲ့ဒါနော်ဒီဒုက္ခတဟကိုကာယဝိညာဉ်စိတ်ဖြစ်တယ်ဗျာကဲအဲ့ဒါလို့နော်စိတ်ဖြစ်သွားတဲ့ခါမှာနည်းနည်းကြည့်နော်စိတ်ဖြစ်ပုံလေးဆရာတို့ကမြင်သိစိတ်ဘာကြောင့်ဖြစ်တယ်လဲလို့မေးရင်အစင်းအာယုံနဲ့မျက်စိတိုက်လို့နော်လာထိတိုက်တဲ့အတွက်ကြောင့်မြင်သိစိတ်ဖြစ်တယ်လို့ခေါ်ပါတယ်အခုဆရာကိုကြည့်တော့မြင်သွားကြတယ်မဟုတ်လားအဲ့တော့နော်ဘယ်လိုလုပ်မြင်တယ်လဲလို့မေးရင်ဆရာတို့ဆရာရဲ့ခန္ဓာကိုယ်ကနေပြီးတော့အလင်းရောင်နဲ့အမြဲပြန်ပါတယ်ပြန်လင်းတန်းခေါ်တာပေါ့ဗျာဒီပြန်လင်းတန်းကိုပဲဆရာရဲ့ပုံတရံရှိတဲ့ပြန်လင်းတန်းကိုပဲဒါအစင်းအာယုံလို့ခေါ်တာအဲ့ဒီပြန်လင်းတန်းကောင်ကိုမျက်စိအကြည်ရုပ်ခေါ်တယ်ဆရာတို့မျက်နှာဝန်းမှာကြည်နေတဲ့ရုပ်ကိုအဲ့ဒါမျက်စိအကြည်ရုပ်ခေါ်တယ်အဲ့ဒီမှာပုံရိပ်သွားထင်တာပဲနော်အဲ့ဒီမှာပုံရိပ်သွားထင်တယ်အဲ့တော့ဒီအစင်းအာယုံကဒီမျက်စိအကြည်ရုပ်နဲ့သွားတိုက်ရင်တဲ့မြင်သိစိတ်တစ်ချက်ဖြစ်တယ်နော်မြင်သိစိတ်တစ်ချက်ဆိုတော့ဘလောက်ကြာတယ်လဲလို့မေးတော့လက်တစ်ဖြစ်ဒီလက်တစ်ဖြစ်မှာစိတ်ကတိတသိန်းလို့ပြောတာစိတ်ကတိတသိန်းတော့နဲရမဟုတ်ဘူးလက်တစ်ဖြစ်မှာကတိတသိန်းဆိုတော့စိတ်တစ်ခုဖြစ်သွားတဲ့အချိန်ဘလောက်ကြာမလဲဒီလက်တစ်ဖြစ်ရဲ့ကတိတသိန်းဘုံတပုံသေးဆိုတော့အင်မတန်မြန်ဖတ်ဆိုတော့တစ်ချက်သေးပဲနော်အဲ့တော့ဒါကြောင့်မြင်သွားတယ်ဆိုတာမြင်ကမျှပဲရှိတယ်မြင်သည့်စိတ်ကပဲတစ်ချက်တည်းမြင်လိုက်တယ်ဒါပဲရှိသေးတယ်ဆရာတို့သိတဲ့အစိတ်မရောက်သေးဘူးဒါပြောတယ်ဗျာနော်မြင်တဲ့စိတ်ကပဲတစ်ချက်ကလေးမြင်သွားတယ်မြင်ပြီးရင်ဒီစိတ်ကသူချုပ်ပြီမဲ့စိတ်တို့ရဲ့နော်တဘာဝကသူမြင်ထားတဲ့အာယုံကိုနောက်စိတ်ကိုလက်စိတ်ကမ်းတယ်ဗျာ
နော်ဒီမြင်သည့်စိတ်သူချုပ်တော့မယ်ဆိုရင်အဲ့ဒီမချုပ်ခင်ဒီအာယုံနောက်ဖြစ်တဲ့စိတ်ကိုလက်စစ်ကမ်းတယ်စိတ်ကတလုံးပြီးတလုံးမြန်မြန်ကြီးဖြစ်နေတယ်နော်အဲ့တော့မြင်သည့်စိတ်ချုပ်သွားလို့အဲ့ဒါလက်စစ်ကမ်းလိုက်တော့ဘယ်စိတ်ကလက်ခံတယ်လဲဆိုရင်အဲ့ဒါတံပတိဆိုင်စိတ်ကလက်ခံတယ်တဲ့ဒီအာယုံမပြောက်အောင်တစ်ချက်လေးပြန်ပြီးတော့သူထိမ့်ပေးလိုက်တာပေါ့ဗျာလက်ခံထိမ့်လိုက်တဲ့ချက်ပေါ့ပြီးရင်သူလည်းချုပ်ပြန်ပြီဆိုတော့ तू မချုပ်ခင်အဲ့ဒီအာယုံနောက်စိတ်လက်စစ်ကမ်းမြန်နေအဲ့ဒီနောက်စိတ်ကဘာလို့လဲတန်တိရဏစိတ်ဗျနော်တန်တိရဏစိတ်ရဲ့တန်ဝန်ကတော့ तू ကဒီစိတ်ကိုဒီအာယုံယူယုံနေမကဘူးအာယုံကောင်းမကောင်း तू စုံစမ်းလိုက်ရတယ်တစ်ချက်ကလေးစုံစမ်းလိုက်တာပေါ့စုံစမ်းပြီးတော့ तू ဘာဖြစ်သွားလဲ तू လည်းချုပ်ပြန်ပြီချုပ်ပြီးတဲ့ခါကျအဲ့ဒါနောက်စိတ်ဖြစ်ပြန်တယ်ဗျာနော်အဲ့တော့နောက်စိတ်ကတော့ဒီထဲမှာတော့မပေါ်ဘူးအဲ့တော့ရှားတော့နောက်စိတ်ကဟောဒီမနောဒွါရဝိဇ္ဇံဖြစ်တယ်ဗျာနော်မနောဒွါရဝိဇ္ဇံကဒီအာယုံကောင်းမကောင်းဆုံးဖြတ်တယ်ခုနကတန်တိရဏကစုံစမ်းတယ်ဒီစုံစမ်းတဲ့အချက်လက်ပေါ်မှာအခြေခံပြီးတော့ तू ဟာဒါကောင်းတယ်ဒါမကောင်းဘူး तू ကဆုံးဖြတ်တာနော်အဲ့ဒါဟာဒီအာယုံကောင်းတယ်ဆိုရင်အဲ့ဒါဟာလှတယ်တိတယ်ကောင်းတယ်ဆိုရင်လိုချင်တဲ့စိတ်ဖြစ်သွားအဲ့ဒါလောဘမှုစိတ်ဖြစ်တာပဲအဲ့ဒီလောဘမှုစိတ်နဲ့ခံစားတဲ့အခါကျတော့မှဆရာတို့သိတယ်တဲ့ဒီအာယုံရဟာဒီအာယုံမကောင်းမှုဒါရန်သူကငါမကြည့်ချင်ဘူးဆိုရင်ဒေါသမှုစိတ်ဖြစ်တယ်ဗျာနော်အဲ့ဒီလောဘမှုစိတ်ဒေါသမှုစိတ်တို့ဆိုတာဒီအာယုံนี่မြင်ပြီးမြင်ကွာနှစ်သက်ရင်လောဘမှုစိတ်မနှစ်သက်ရင်ဒေါသမှုစိတ်တို့ကနောက်လိုက်ပြီးတော့ဖြစ်တဲ့သဘောမျိုးပေါ့ဗျာဒါကြောင့်တံပတိဆိုင်တန်တိရဏကမလိုဘူးလားနော်လိုတယ်ဟိုမှာအတန်ကနာတစ်ချက်လက်တိုက်ရင်တစ်ချက်ကလေးကြားသည့်စိတ်ကတစ်ချက်ကလေးဖြစ်သွားတာသူချုပ်သွားတဲ့နဲ့အဲ့ဒီအတန်ကိုဘဒုစီလက်စစ်ကမ်းအောင်မလဲတံပတိဆိုင်စီလက်စစ်ကမ်းအောင်မှာပဲဒီတံပတိဆိုင်ကအာယုံလက်ခံတန်တိရဏအာယုံကောင်းမကောင်းစုံစမ်းပြီးရင်အဲ့ဒါမနောဒွါရဝိဇ္ဇံအဲ့ဒါအာယုံကောင်းမကောင်းဆုံးဖြတ်တယ်ဗျာဆုံးဖြတ်ပြီးမှအဲ့ဒါကောင်းရင်ကောင်းတဲ့အလျောက်နော်ကောင်ကလောဘစိတ်ဒေါသစိတ်နဲ့ဆရာတို့ကခံစားတယ်အဲ့ဒီခံစားတဲ့ခါမှာဆရာတို့သိတာဒီအာယုံသိတာနော်အဲ့တော့ဒီအာယုံကခေါင်းကဆရာတို့ဒီစိတ်အစင်မှာနော်ကောင်လက်စိကမ်းသွားတဲ့ဟာကအဲ့ဒါစိတ်တစ်လုံးပြီးတစ်လုံးနဲ့တော့သူကမ်းသွားတာပဲဒီလိုကမ်းသွားတဲ့အတွက်ကြောင့်လည်းပဲဆရာတို့ရုပ်ရှင်ကြည့်ပြီးပြန်အာယုံယူတဲ့ခါကျတော့ဒီဇလန်အစားကနေအဆုံးထိဆရာတို့ပြန်တော့စိတ်ကူးထဲမှာမပေါ်ဘူးလားအဲ့ဒါဘာဖြစ်လို့ပေါ်လဲအဲ့ဒါဂုဏ်ကပဲဂုဏ်ကဒီမြင်တဲ့အာယုံကြားတဲ့အာယုံတွေကိုဒီစိတ်ပါတစ်လုံးပြီးတစ်လုံးလက်စိကမ်းနေအဲ့ဒါတစ်လုံးပြီးတစ်လုံးလက်စိကမ်းနေရောပဲနော်ဒါမြင်သည့်စိတ်မြင်ထားတဲ့ဟာတွေအဲ့လိုပဲကမ်းသွားတယ်ကြားသည့်စိတ်ကြားတဲ့ပြန်ပြီးတော့ကမ်းသွားတယ်ဗျာနော်အဲ့တော့ဒါစိတ်တို့ရဲ့သဘာဝပါကဲဒါလို့ဆိုရင်ဆရာတို့ဒီစိတ်ခုနှစ်ခုဖြစ်ပုံလေးသိပါပြီသိရင်အဲ့တော့အကုသလဝိပက်နော်စိတ်ခုနှစ်ပါးရှိတဲ့အလိုပဲနောက်စာမျက်နှာ40နော်အောက်ခြေနာမှာအဟိကုသလဝိပက်စိတ်8ပါးဆိုပြီးတော့ဆရာတို့ပေးပါတယ်အဟိဆိုတော့ဟိတ်မပါတော့ကုသလဝိပက်ကုသိုလ်ကံဤအကျိုးဖြစ်သောစိတ်8ပါးနော်အဲ့ဒါအဟိကုသလဝိပက်စိတ်8ပါးကဲဒီစိတ်တွေဆရာတို့ဒီမှာပြထားတာကြည့်ရင်တော့ပိုကောင်းတယ်နော်ဒါအကုသလဝိပက်9ပါးအဟိကုသလဝိပက်8ပါးဆရာတို့ကြည့်လိုက်ရင်နော်အထက်နဲ့အောက်ကြည့်ခြင်းနှိုင်းစင်လိုက်အဲ့တော့ဒီစိတ်9ပါးနဲ့ဒီ9ပါးအထိကတော့တူတူပဲဘာကွာတယ်လဲဆိုရင်ဒီမှာခုံအစာဆရာတို့ဒီမှာဝီနော်ဝီဒီပါလေးဒါလေးပြောင်းလိုက်တာဒါလေးတစ်ခုပဲအဲ့တော့ဆရာတို့ဒီခုံကဒုက္ခသဟကိုဒီဝီကိုတော့ဒုက္ခသဟကိုဒုက္ခဆိုတော့ကိုယ်မှချမ်းသာတဲ့ခံစားမှုတဲ့အဲ့ဒါဒုက္ခနော်ဒီသောမနတကစိတ်မှချမ်းသာတဲ့ခံစားမှုဒုက္ခကကိုယ်မှချမ်းသာတဲ့ခံစားမှုအဲ့တော့ဆရာတို့ကအိုက်တဲ့ချိန်မှာရတ်တောင်လေးခတ်လိုက်တယ်နော်မှာပန်ကားလေးခံလိုက်တယ်အဲ့တော့ကိုယ်မချမ်းသာတော့ဘူးလားအေးသွားတော့ပဲဆရာတို့ဟာကိုချမ်းသာတယ်လို့ဆရာတို့ထင်တော့ပေါ့ဗျာနော်အဲ့ဒါလို့ဆရာတို့ကအိတ်ဆက်နေတဲ့အိယာပေါ်လှည့်ချလာဟာဒါလေးကိုနော်ဒါဒီကောင်းတဲ့အတွေ့နဲ့ဆိုရင်ချမ်းသာသွားတယ်အဲ့ဒါဒုက္ခသဟကိုလို့တလူပြောပါတယ်အဲ့တော့တူတူပဲဆိုတော့နာမည်ကတူတူပဲပေါ့ဗျာအပေါ်နဲ့အောက်တခုပဲတိုးသွားတာကသောမနတသဟကိုတန်တိရဏစိတ်တစ်လုံးတိုးပါတယ်ကဲဆရာတို့ဆိုကြည့်မယ်နော်ဒီစာအုပ်ထဲဒီစာမျက်နှာ41မှာတော့နာမည်တွေပေးထားပါတယ်အဲ့ဒါမကြည့်ပဲနဲ့နော်ဒီဇယားဝယ်ကြည့်ပြီးတော့ဆရာတို့ခေါ်ကြည့်ပါ
နော်တော်မှဆရာတို့ကလည်းနည်းနည်းအလွတ်ရသွားတော့ပေါ့လေအဲ့တော့သိဖို့ကဒီ၅ခုပဲနော်စက္ခုသောတာဂါနာဇိန်ဝါကာယပြီးရင်တမ္ပတိဆိုင်တန်တိရဏဒီခုနှလုံးပဲကဲဒါသိရင်ဆရာတို့ဆိုလို့ရပြီဥပိ္ခာတဟကိုစက္ခုဝိညာဉ်စိတ်ဥပိ္ခာတဟကိုသောတာဝိညာဉ်စိတ်ဥပိ္ခာတဟကိုဂါနဝိညာဉ်စိတ်ဥပိ္ခာတဟကိုဇိန်ဝါဝိညာဉ်စိတ်ဒုက္ခတဟကိုကာယဝိညာဉ်စိတ်ဥပိ္ခာတဟကိုတမ္ပတိဆိုင်စိတ်ဥပိ္ခာတဟကိုတန်တိရဏစေသောမနတတဟကိုတန်တိရဏစေအဲ့တော့ကောင်းတဲ့အာယုံ၅ပါးနော်ဆရာတို့မြင်ရတယ်ကြားရတယ်နာသိတဲ့အခါမှာဒီအဟိကုသလဝိပက်စက္ခုဝိညာဉ်သောတာဝိညာဉ်ဂါနဝိညာဉ်ဇိန်ဝါဝိညာဉ်တွေဖြစ်ပါတယ်အဲ့တော့စက္ခုဝိညာဉ်ဖြစ်ပြီးရင်လည်းပဲဒီအဟိကုသလဝိပက်တမ္ပတိဆိုင်စိတ်ကအာယုံလက်ခံရပါတယ်ပြီးရင်အာယုံတော်ယုံတန်ယုံကောင်းတယ်ဆိုရင်ဥပိ္ခာတဟကိုတန်တိရဏစိတ်နဲ့ကောင်းမကောင်းစုံစမ်းပါတယ်အာယုံသိကောင်းတဲ့အခါကျတော့အဲ့ဒီစုံစမ်းနေတဲ့အခါမှာတင်ပဲဝမ်းမြောက်ဝမ်းသာဖြစ်တယ်ဗျာနော်ကိုအမှန်မြင်ခြင်းနဲ့ကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့ချစ်သူဟာတွေ့တဲ့အခါဟာသိဝမ်းသာရတဲ့အခါမျိုးကြရင်အဲ့ဒီမှာနော်ဒီစုံစမ်းနေတဲ့ခိုက်တင်ပဲသောမနတတန်တိရဏစိတ်ဖြစ်ပါတယ်ဒါကြောင့်ဒီမှာသောမနတတန်တိရဏစိတ်တွေတစ်ခုတိုးသွားတာပေါ့ဗျာ၈ပါးဖြစ်သွားတယ်ဒါ9ပါးဒါ၈ပါးလေးဖြစ်သွားပါအဲ့တော့အဲ့ဒီစိတ်အစဉ်တွေကနော်ဒါအမြဲဖြစ်နေတာဆရာတို့ဒီဒါတကား၅ပေါက်လို့ခေါ်တယ်ဒွါရ၅ပါးလို့ခေါ်တယ်မျက်စိနာနာရှာကိုနော်ဒွါရ၅ပါးတကား၅ပါးအာယုံ၅ပါးတွေကအမြဲလာမတိုက်ဘူးလားအစင်အတန်အနအယတာအထိတွေ့အဲ့ဒီအာယုံတွေကိုကိုကနှစ်သက်တယ်နော်ကောင်းတယ်လို့ကိုထင်တယ်ဆိုရင်အဲ့ဒါကုသိုလ်ကံကြောင့်တွေ့ရတယ်ကြုံတွေ့ရတယ်လို့တလူယူတယ်ဗျနော်ဆရာတို့ကဒီအာယုံကောင်းမကောင်းတွေ့ရတာကိုလှုပ်ထားတဲ့အတိတ်ကံပါတယ်တဲ့ဗျာနော်အတိတ်ကကံကောင်းတဲ့လူတွေဆိုရင်ကောင်းတဲ့အာယုံတွေပဲသူကများများတွေ့လိမ့်မယ်နော်မဆရာတို့ဆိုပါတော့အဲလစ်ဘက်ဘီမာတို့လိုချားလ်မင်းသားတို့လိုတကယ်နန်းတော်မှာတကယ်ကောင်းတဲ့အာယုံတွေပဲသူတို့တွေ့များမှာပေါ့ဗျာဟောဆင်းရဲသားတွေတကယ်နော်မြစ်ပတ်ပြီးနေအဲ့ဒီနော်ဒီရက်ွက်မှာနေရတဲ့ခါကျတော့မကောင်းတဲ့အာယုံပဲဆဲတန်းဆိုးတန်းနေပဲသူကကြားနေရမှာဒါကြောင့်ကိုယ့်ရဲ့အတိတ်ကုသိုလ်ကံကောင်းရင်ကောင်းတဲ့အာယုံတွေများများတွေ့မယ်နော်ကိုယ်ကုသိုလ်ကံမကောင်းရင်အဲ့ဒါမကောင်းတဲ့အာယုံတွေများများတွေ့တယ်အဲ့တော့ဒါရောက်ဆရာတို့မကောင်းတဲ့အာယုံတွေဆုံတွေ့ရင်တဲ့သူများပြစ်မတင်နဲ့ကိုယ့်ရဲ့အကုသိုလ်ကံကြောင့်မြင်တာပဲလို့တလူယူရတယ်ဗျာနော်တလူယူလိုက်နိုင်တယ်ဆိုတော့အဲ့ဒါစိတ်ကစိတ်မဆိုးတော့ဘူးပေါ့လေစိတ်ချမ်းသာသွားတဲ့သဘောပေါ့ဒါကြောင့်ဒီစိတ်တွေဖြစ်သွားတာလည်းပဲဖြစ်သေးတဲ့အတိုင်းဖြစ်သွားတာဒါစိတ်တနိယမခေါ်တယ်ဖြစ်မြဲသမတာပေါ့ဗျာဒါဆရာတို့ကကောင်းတဲ့အာယုံဆိုကိုနှစ်သက်သဘောကျတဲ့အာယုံကောင်းတဲ့အာယုံခေါ်တယ်နော်အဲ့ဒီကောင်းတဲ့အာယုန်တွေနဲ့တွေ့ရင်အဲ့ဒါအကုသလဝိပက်စကုဝိညာဉ်သောတာဝိညာဉ်စသည်ဖြစ်သွားပါတယ်မကောင်းတဲ့အာယုန်တွေနဲ့တွေ့တဲ့အခါမှာကြတော့ဘာစိတ်တွေဖြစ်မလဲအကုသလဝိပက်စကုဝိညာဉ်သောတာဝိညာဉ်ကာဏဝိညာဉ်စသည်ဖြစ်ပါတယ်ဒါလို့ဆိုရင်ရုပ်ရှင်ဆရာတို့ကနော်နှစ်သက်နေတဲ့ရုပ်ရှင်ကြည့်နေတဲ့အခါဘာစိတ်ဖြစ်မလဲလို့ဒါစာမေးပွဲမှာမေးပါတယ်ကဲဘာစိတ်ဖြစ်မလဲဖြေကြည့်ပါအဲ့တော့နော်မြင်တွေ့မှာရုပ်ရှင်မင်းသားချောတဲ့လှတဲ့ရုပ်ရှင်မင်းသားကိုမြင်နေတဲ့အခါဘာစိတ်ဖြစ်တယ်လဲမြင်နေတဲ့ခိုက်ဆိုမြင်သိစိတ်ဖြစ်ရမှာပေါ့အဲ့ဒီမြင်သိစိတ်ကနှစ်ခုရှိတယ်အကုသလဝိပက်စကုဝိညာဉ်လားသို့မဟုတ်အာဟိကုသလဝိပက်စကုဝိညာဉ်လားဆိုတော့ဘာစိတ်ဖြစ်မလဲအဲ့ဒါကောင်းတဲ့အာယုံဆိုကောရှားပြောတယ်လို့ကုသိုလ်ကံကြောင့်ဆိုရင်အာဟိကုသလဝိပက်စကုဝိညာဉ်ဖြစ်တယ်လို့သိပါကိုကခွေးသေးဘုတ်ကြီးမြင်နေဆိုရင်အဲ့ဒါဘာစိတ်ဖြစ်မလဲအကုသလဝိပက်စကုဝိညာဉ်တချင်းတန်ตายရတဲ့တချင်းတန်နားထောင်ကြားနာနေတဲ့အခါဘာစိတ်ဖြစ်မလဲအာဟိကုသလဝိပက်သောတာဝိညာဉ်
ကိုကစူညံတန်တွေကိုကြားနေရမကြိုက်တဲ့စူညံတန်တွေကြားနေရရင်အဲ့ဒါဘာစိတ်ဖြစ်အာကုသလဝိပေသောတာဝိညာရေမွေးနာတာနန်းရှုနေတဲ့အခါဟာကွာနှစ်သက်သွားတယ်ဒါဘာစိတ်ဖြစ်မလဲအာဟေကုသလဝိပေကာဏဝိညာice cream အရသာရှိကိုစားနေတဲ့အခါဟာနှစ်သက်စားနေတဲ့အခါကဲဘာစိတ်ဖြစ်မလဲအာဟိကုသလဝိပေဇိန်ဝါဝိညာကွာလက်မီးလောင်သွားတဲ့အခါဘာစိတ်ဖြစ်မလဲအဲ့ဒါကြတော့အကုသလဝိပေဒုက္ခသဟကုကာယဝိညာဉ်စေကဲဒီလောက်စင်တော့ရပါပြီအဲ့တော့ဒီစိတ်တွေကဆရာတို့မှာအမြဲဖြစ်နေတဲ့စိတ်တွေနော်အဲ့တော့ဆရာတို့ဒီအခုဖြစ်သွားတဲ့ဒီမှာစိတ်ကအလုံးပဲနှစ်ပါးရှိတယ်လေ9နဲ့10ပေါင်းတော့15ပါးပေါ့ပြီးတော့ဟောဒီပင်စဒွါရဝိဇံမနောဒွါရဝိဇံကလည်းပဲသူတို့ကအခုဆရာတို့ဆက်ပြောမှာပါသူတို့လည်းအဲ့ဒီအာယုန်နေမြင်နေကြားတယ်မှာသူတို့လည်းပါတယ်ပါတဲ့အတွက်ဒီ16ခုကဆရာတို့စီမှာအဖြစ်အများဆုံးစိတ်အမြဲလို့ကမြင်နေကြားတယ်ဆိုသူတို့အမြဲဖြစ်နေပြီနော်အမြဲဖြစ်နေပြီကဲကောင်းပြီဒါဆိုရင်ဆရာတို့အဲ့ဒီစာမျက်နှာ42သွားလိုက်ပါမယ်42မှာကအဟိကရိယာစိတ်3ပါးဆိုပြီးတော့သင်္ကေတနဲ့အောက်ကနာမည်နဲ့တွဲပြီးတော့တခါတည်းဖတ်လိုက်ကြအောင်နော်နံပါတ်1ကတော့ဥပိ္ခာသဟကိုပင်စဒွါရဝိဇံစေနှစ်ကဥပိ္ခာသဟကိုမနောဒွါရဝိဇံစေသုံးကသောမနတသဟကိုဟာတိတုပ္ပစေကဲရှားတို့အဓိပ္ပာယ်အောက်မှာပြီးထားတယ်ပင်စဒွါရဝိဇံစေပင်စကငါဒွါရကတကားပေါက်နော်တကားလို့ဒီလိုပြန်လိုက်လို့ရတယ်အဝိဇံကစင်ကြင်နှလုံးသွင်းတယ်တဲ့အဝိဇံစင်ကြင်နှလုံးသွင်းတယ်ဒါကြောင့်ဆရာတို့အဓိပ္ပာယ်ဖွင့်ပေးထားပါတယ်မျက်စိနာနှာရှာကိုယ်ဒီဟုသောတကား၅ပေါင်း၌ထင်လာသည့်အာယုန်များကိုစင်ကြင်နှလုံးသွင်းတတ်သောစေကဲဒါသိရင်နောက်တစ်ခုသိတယ်မနောဒွါရဝိဇံစေမနောဒွါရဆိုတာအဲ့ဒါစိတ်တကားပေါ့မနောဆိုတာစိတ်ဒွါရကတကားအဝိဇံစင်ញနှလုံးသွင်းတယ်ဒါကြောင့်စိတ်တကားပေါင်း၌ထင်လာသည့်အာယုန်ကိုစင်ញနှလုံးသွင်းတတ်သောစေဟာတိတုပ္ပစိတ်မြတ်စွာဘုရားနဲ့ယဟန္တာတို့ပြုံးရတဲ့စိတ်ပြုံးရတဲ့ဆိုတာနှစ်သက်သဘောကြလို့ပြုံးတာနော်ဒါကြောင့်သူကသောမနတသဟကိုဒါချမ်းသာတဲ့ခံစားမှုနဲ့ရှင်ပြီးတော့ဖြစ်သွားတယ်အဲ့ဒီဟာတိတုပ္ပစိတ်ကဘုရားယဟန္တာမှာပဲဖြစ်နိုင်တယ်ကြံတဲ့ပုဂ္ဂိုလ်တွေမှာမဖြစ်နိုင်ပါဘူးနော်ပြီးတော့ဘုန်းကဆရာတို့ပြောသွားတယ်ပင်စဒွါရဝိဇံအဲ့ဒီတကား၅ပေါက်ဆိုတာဒီမျက်စိနာနာရှာကိုမှာပဲအဲ့ဒီတကား၅ပေါက်မှာအာယုန်တွေထင်လာရင်သွားပြီးတော့စင်ញင်နှလုံးသွင်းရမှာကပင်စဒွါရဝိဇံစိတ်ပဲနော်သူစင်ញင်မှနှလုံးသွင်းမှဆရာတို့အဲ့ဒီအာယုန်ကိုသိတာတဲ့ဗျာစင်ញင်နှလုံးမသွင်းရင်မသိဘူးနော်အခုဆရာဒီမှာရပ်နေတော့ဒီမှာရှိမှရှိတဲ့လူတွေအားလုံးရဲ့ပုံရိပ်ဆရာမျက်စိမှာမထင်ဘူးလားထင်တယ်ထင်ပေမဲ့အားလုံးကိုဆရာတပြိုင်နဲ့မြင်အောင်ကြည့်လို့ရပါမလားအဲ့တော့ဆရာတယောက်ချင်းဆရာအာယုံယူတဲ့လူမှသာတိတိကျကျသိသွားတာပေါ့အဲ့ဒါလို့တယောက်ချင်းအာယုံယူတာဘာလို့လဲဆိုရင်ပင်စသွားတာဝိဇံပဲနော်ထင်ဆရာတို့အခုမျက်စိမှာအာယုံထင်နေတယ်လို့အတန်အာယုံတွေကတော့နားမှာမကြားနိုင်ဘူးလားနော်ကြားနိုင်တယ်ဒါကြောင့်ဆရာတို့ဒီအာယုန်တွေကတပြိုင်နဲ့လို့ထင်နိုင်တယ်နော်ဆရာတို့ကမှရင်မွေးနာတာနော်ဆွတ်ဖြန်းထားတဲ့လူတွေဆိုရင်ရင်မွေးနာကလည်းနှာခေါင်းမှာအမြဲထင်းနေမှာပေါ့ကိုထိုင်နေတဲ့အခါကျတော့ကြမ်းပြင်းတဲ့တင်မားကလည်းအမြဲထိနေမှာပေါ့အဲ့တော့အထိတွေ့ကလည်းရှိတယ်အနကလည်းရှိတယ်အဲ့တော့ကိုကနော်ချွင်းငန်းလေးဟိုဒီပဲမင်းလေးငုံထားတယ်ဆိုရင်လည်းအရသာကလည်းသိနေမှာပေါ့အဲ့တော့ဒီတကား၅ပေါက်မှာအာယုန်တွေကတပြိုင်နဲ့ထင်နိုင်တယ်ထင်ပေမဲ့ဆရာတို့အဲ့ဒီပင်စဒွါရဝိဇံဆင်ញင်နှလုံးသွင်းမှုမလုပ်ရင်မသိဘူးတတိမမူဂူမမြင်ဆိုတဲ့စကားမျိုးပေါ့နော်ဆိုပါတော့အမေကတိတ်နော်ဖျားနေပြီဟာငါဆရာဝန်ပြီးခေါ်မှာပဲဆရာဝန်ပြီးခေါ်ဖို့ပဲကိုကလောနေတဲ့အခါသွားနေတဲ့အခါတငယ်ချင်းတွေဖြတ်သွားတဲ့ဘေးမှာကိုမြင်ရလားမသိဘူးတော့ကိုတငယ်ချင်းတွေဖြတ်သွားမယ်ကိုစိတ်ကအမေပဲရောက်နေတာကိုဒါပဲစိတ်ကူးတော့ဒါပဲ
ဟာကားရှိရောက်လာတော့ကိုမသိဘူးကားဟွန်ဒီတော့ဘုံဆုံးဟာကွာခုံပြီးတော့ကွာနော်ဖယ်ရတဲ့သဘောမျိုးဖြစ်သွားတာဒါကြောင့်တစ်ချိန်မှာဆရာတို့အာယုံယူတာပဲသိတာတတိမမူကူမမြင်တတိမူမကူမြင်တယ်ဆိုတဲ့အတိုင်းပေါ့ဗျာအဲ့ဒီပင်စသွားတာဝိဇံဆင်ញင်နှလုံးသွင်းမှသိတယ်တဲ့ဒါလို့သိတဲ့အတွက်ကြောင့်လေဆရာတို့ကအာယုံဒီမရောပဲနဲ့တစ်ခုပြီးတစ်ခုသိတာပေါ့ဗျာဆရာတို့ရေဒီယိုမှာဆိုရင်နော်ဒီအန်တင်နာမှာအတန်လွှင့်ဌာနမျိုးမျိုးကအတန်နေဗျိုင်းတူလာမရိုက်ဘူးလားရိုင်းတူရိုက်လို့ဒီအတန်နေအားလုံးဗျိုင်းတူပေါ်ရင်ဆရာတို့အတန်ကွဲပါတော့မလားရှုပ်ကုန်မှာပေါ့တယ်လီဗီရှင်းမှာလည်းဒီတိုင်းပဲအန်တင်နာမှာနော်ဒီအတန်လွှင့်ဌာနနှစ်ခုသုံးခုကမြောက်ဒီရောဒီမြန်မာနော်အတန်လွှင့်ဌာနကရောဗျိုင်းတူသောပေါ်ရောသွားရင်ဆရာတို့ဘာမှမသိတော့ဒါကြောင့်တစ်ခုစီသိဖို့ဆိုတာဆရာတို့အန်တန်ဒီနော်ဒီလှိုင်းလျာရွေးတဲ့ကရိယာပေါ့ဗျာဒါလေးနဲ့ရှာတော့တစ်ခုချင်းတစ်ခုချင်းလိုက်ရွေးရတယ်ဒီတိုင်းပဲဒီမှာပင်စသွားတာဝိဇ္ဇံတစ်ခုချင်းရွေးပြီးလို့ဆရာတို့တစ်ခုချင်းသိတာပါဒါကြောင့်ပင်စသွားတာဝိဇ္ဇံနဲ့အကြီးကြီးတာပဲလို့တာပဲပြီးတော့မနောသွားတာဝိဇ္ဇံမနောသွားတာမှာအာယုံထင်နေဆိုအဲ့ဒါစိတ်ကူးအာယုံတွေစိတ်ကူးအာယုံတွေကမျက်စိနာနာရှာကိုမှမထင်ဘူးအဲ့ဒါစိတ်အာယုံမှာကိုကနော်ကိုမြင်ပြီးတော့ကိုတငယ်ချင်းကိုစဉ်းစားတယ်ရုပ်ရှင်ကြည့်ထားတာပြန်စဉ်းစားတယ်ဆိုအဲ့ဒါစိတ်မှာကစောစောမြင်သားတွေကဒီမှာကြံရစ်နေလို့အဲ့ဒါပြန်ကြည့်တာနော်ဆရာတို့ဗီဒီယိုရိုက်ပြီးဒါပြန်ဖွင့်ကြည့်တယ်လို့ပဲစိတ်မှာဒီမှတ်တမ်းတွေအကုန်ကြမ်းနေတာအဲ့ဒါလေးပြန်ပြီးတော့အာယုံယူနေကိုပြန်မြင်တယ်ဆိုတာဒါမနောဒွါရမှာအာယုံထင်နေကဲနော်ဆရာတို့မဟာကုသိုလ်စိတ်၈ပါးနည်းနည်းပဲပြောလိုက်ခြင်းတယ်ဆရာတို့43မှာကကာမသောဗနာစိတ်24ပါးလို့အဲ့တော့ဒီမှာဆရာတို့ကြည့်လိုက်ရင်အကုသိုလ်စိတ်12ပါးနဲ့အဟိတ်စိတ်18ပါးခုဆရာတို့ပြောပြီးသွားတော့ပေါ့ဗျာအဲ့ဒီ30ကိုအသောဗနာစိတ်တဲ့အသောဗနာဆိုတာမတိတယ်သောစိတ်တဲ့အဲ့တော့ဘာဖြစ်လို့မတိတယ်တဲ့လဲအကုသိုလ်အပြစ်ရှိတော့မတိတယ်ဘူးအဟိတ်စိတ်တွေကလှတဲ့ကောင်းတဲ့ဟိတ်တွေမရှင်လို့မတိတယ်ဘူးလို့တလို့ယူပါတယ်သူတို့ကယုံညတဲ့စိတ်တွေမဟုတ်ဘူးနော်ဒီအဟိတ်စိတ်ဒီကတော့အာယုံ၅ပါးကိုသိအောင်ဖြစ်ပေးနေရတဲ့စိတ်တွေဖယားယဟန္တာမှာလည်းဖြစ်တာပဲဒီစိတ်တွေနော်ဖယားယဟန္တာမှာလည်းဒီမြင်သိစိတ်ကြားသိစိတ်တွေမဖြစ်ဘူးလားဖြစ်တာပဲနော်ဖြစ်ပေမဲ့သူတို့ကတော့အသောဗနာစိတ်ထဲမှာထည့်လိုက်တယ်အဲ့တော့ကြံတဲ့စိတ်တွေအားလုံးကသောဗနာတိတယ်တဲ့စိတ်တွေဖြစ်သွားတယ်ဗျာနော်တိတယ်တဲ့စိတ်တွေအဲ့တော့စာမျက်နှာ43မှာဆရာတို့ပေးထားတာကာမသောဗနာစိတ်24ပါးရှိတယ်တဲ့ကာမဘုံမှာအများအဖြစ်ဖြစ်တတ်တဲ့တိတယ်တဲ့စိတ်တွေအဲ့ဒီအ ਨੇ ကမဟာကုသိုလ်စိတ်ကတော့10ပါးတဲ့မဟာကုသိုလ်စိတ်ကဘယ်ပုဂ္ဂိုလ်မှာဖြစ်တယ်လဲလို့မေးရင်ယဟန္တာမဟုတ်သေးတဲ့ပုဂ္ဂိုလ်တွေကုသိုလ်ကောင်းမှုပြုတဲ့အခါမှာအဲ့ဒီမဟာကုသိုလ်စိတ်ဖြစ်တယ်ဗျာနော်ကုသိုလ်ကောင်းမှုဆိုဆရာတို့ကဒါနသီလဘာဝနာလို့သိပါအဲ့တော့ဒါနသီလဘာဝနာကောင်းအခုဆရာတို့နော်စာဖျားစာနားထောင်နေတယ်တရားစာလိလာနေတယ်ဆိုရင်ဒါဘာဝနာကုသိုလ်ခေါ်ပါတယ်နော်အဲ့တော့ဒါတွေကအဲ့ဒီချိန်မှာမဟာကုသိုလ်စိတ်တွေဖြစ်ပါတယ်ပြီးတော့မဟာဝိပဿစိတ်10ပါးကရှေးကုသိုလ်ကံရဲ့အကျိုးဖြစ်တဲ့စိတ်ပဲနော်သူလေဒါကုသလဝိပဿစိတ်ပဲကုသိုလ်ရဲ့အကျိုးဖြစ်တဲ့စိတ်မဟာကရိယာစိတ်10ပါးကတော့ယဟန္တာတွေကုသိုလ်ပြုတဲ့အခါဖြစ်တဲ့စိတ်တဲ့ယဟန္တာတွေကြတော့ကုသိုလ်ကောင်းမှုလေသူတို့လုပ်ပါတယ်နော်တရားဟောတယ်တရားအာယုံယူတယ်မေတ္တာပို့တယ်စသည်ဖြင့်အဲ့ဒီအလုပ်တွေကကောင်းတဲ့အလုပ်တွေဖြစ်လို့လုပ်တာတဲ့လုပ်ပြီးတော့လည်းပဲဘာမှမမျှော်လင့်မတောက်တာဘာဖြစ်လို့လဲသူတို့စီမှာလောဘဒေါသမောဟမရှိတော့ဘူးနော်အဲ့တော့ကောင်းလို့လုပ်တည်လို့လုပ်လိုက်တာပဲဘာမှမမျှော်လင့်တဲ့အတွက်အဲ့ဒါပြုခံမြသဘောပဲတဲ့ကရိယာစိတ်ဆိုတာပြုခံမြသဘောပြုတ်ပြီးရင်ကံတတ္တိမကြံရစ်ဘူးတဲ့ဒါကြောင့်ယဟန္တာတွေကြတော့သူတို့ကုသိုလ်ကောင်းမှုလုပ်ရင်မဟာကုသိုလ်စိတ်မဖြစ်ဘူးမဟာကရိယာစိတ်ပဲဖြစ်သွားတယ်ဆရာတွေတို့ကတော့နော်ဆရာတို့ကတော့ကုသိုလ်ကောင်းမှုလုပ်ရင်တော့ဒါကုသိုလ်ကောင်းမှုရဲ့အကျိုးကိုကမျှော်လင့်တာကိုအ ਨੇ ဆုံးတော့နိဗ္ဗာန်ရဲ့အကျိုးမျှော်လင့်တာပေါ့ဗျာဒါကြောင့်နော်ဆရာတို့ကမဟာကုသိုလ်စိတ်ကံတတ္တိကြံရစ်တယ်အဲ့တော့မဟာဝိပက္ခအဲ့ဒီကုသိုလ်ကံရဲ့အကျိုးပဲဒီအတိတ်ကလှုပ်ထားတဲ့ကုသိုလ်ကံရဲ့အကျိုးကြောင့်ဆရာတို့ကဒီအဟိတ်ကုသလဝိပက်10ပါးလဲရတယ်
ပြီးတော့ဒီမဟာဝိပက်၈ပါးလည်းရတယ်ဗျာအကျိုးက2မျိုးရပါတယ်ကဲအဲ့ဒီမဟာကုသိုလ်စိတ်၈ပါးကနော်ဆရာတို့သင်္ကေတပြီးထားတာလောဘမှုစိတ်အတိုင်းဒါကြောင့်နာမည်ခေါ်တဲ့အခါကျတော့လည်းပဲဆရာတို့ဒီအတိုင်းပဲခေါ်တယ်ဒိဋ္ဌိနေရာမှာဆရာတို့ညာနာလို့ပြောင်းလိုက်တာတခုပဲဒီမှာကပူကောင်းတယ်ဒီထဲကဇရာထဲမှာနော်ညာနာလို့ဆရာတို့လုပ်တယ်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါဝမ်းမြောက်ဝမ်းသာလုပ်ရင်ဘာဖြစ်မလဲသောမနတသဟာကုစိတ်ဖြစ်မယ်ဝမ်းမြောက်ဝမ်းသာမဖြစ်ဘူးဝဋ္ဌိတန်းကြီးပဲလုပ်သွားရင်ဥပိ္ပခာသဟာကုဖြစ်မယ်ပြီးတော့ညာနာတမ္ပယုတ်ဆိုတာအဲ့ဒါကံကိုင်းကျိုးကိုသိတဲ့ညာကံကိုင်းကျိုးသိတဲ့ညာရှင်ပြီးတော့လုပ်ရင်ညာနာတမ္ပယုတ်ကံကိုင်းကျိုးမသိဘူးเนาะဒီတိုင်းပဲလုပ်လိုက်တယ်ဆိုရင်ညာနာဝိပယုတ်ပြီးတော့ဘယ်သူမှမတိုက်တွန်းဘူးကိုယ်လိုလုပ်တယ်ဆိုရင်အသင်္ခါရိကတိုက်တွန်းတဲ့အတွက်လုပ်ရင်သသင်္ခါရိကကဲဒါလို့ဆိုရင်နာမည်လေးဖတ်ပြီးတော့ဆရာတို့ကြက်လိုက်ပါမယ်အောက်ကနာမည်လေးဖတ်လိုက်မယ်သောမနတသဟကုညာနာတံပယုတ်အသင်္ခါရိကစိတ်တေသသင်္ခါရိကစိတ်တေသောမနတသဟကုညာနာဝိပယုတ်အသင်္ခါရိကစိတ်တေသသင်္ခါရိကစိတ်တေဥပိ္ပခာသဟကုညာနာတံပယုတ်အသင်္ခါရိကစိတ်တေသသင်္ခါရိကစိတ်တေဥပိ္ပခာသဟကုညာနာဝိပယုတ်အသင်္ခါရိကစိတ်တေသသင်္ခါရိကစိတ်တေကဲဒီနေ့တော့ဆရာတို့ဒီတင်ပဲနားလိုက်ပါမယ်မနေ့ပန်ကြားတော့အဲ့ဒါနဲ့ပတ်သက်တော့မေးရင်တော့ဖြေတတ်ရမယ်နော်ဆရာတို့ဆိုရင်လည်းပဲဆိုတတ်ရမယ်နော်ကဲဆရာတို့နော်ဒီကုသိုလ်ကောင်းမှုတွေအများကြီးဆရာတို့နော်ပြုလုပ်ရရှိသွားပါပြီဆရာတို့ဗုဒ္ဓဘာသာမှာကုသိုလ်ကောင်းမှုပြုပြီးရင်အမျှဝေနိုင်တယ်ဆိုရင်ကိုယ့်အတွက်လည်းကုသိုလ်တူတယ်နော်ကြံတဲ့သတ္တဝါတွေလည်းကုသိုလ်ရသွားတာအကျိုးများပါတယ်ဒါကြောင့်ဆရာတို့နော်ဣမာယဓမ္မနုဓမ္မပฏิပါတိယနဲ့ဖရာရှိခိုးပြီးတော့အမျှဝေမယ်ဣမာယဓမ္မနုဓမ္မပฏิပါတိယဗုဒ္ဓံပုဇေမိဣမာယဓမ္မနုဓမ္မပฏิပါတိယဓမ္မံပုဇေမိဣမာယဓမ္မနုဓမ္မပฏิပါတိယသံဃံပုဇေမိဣမာယဓမ္မနုဓမ္မပฏิပါတိယဤလောကုတ္တရာတရားကိုယ်ပါအားလျော်သောခြေဝပฏิပါဖြင့်ဗုဒ္ဓံမြတ်စွာဘုရားကိုဓမ္မံတရားတော်မြတ်ကိုသံဃံသံဃာတော်မြတ်ကိုပူဇေမိပူဇော်ပါ၏အရှင်မယားဤသို့ပြုရာမြတ်ပုံညာကိုကြည်သာမြင်ကောင်းမျက်မောတောင်ဥမကကျူသာယေရှုအရှင်မွေမိခင်နှင့်သခင်တို့အားယာညာပါစေအမြဝေ၏မသွေနေသဤကာယကိုသောက်တပိဒကိုဆောင်နာလေမလစေယပေဝေငါဤမိတ္တဆွေညာဆရာသမဘူဝကသယမယာဇာဒေဝယခအိန္ဒဘုံမကာသနာအတုမ၍အမြတ်ပုံညာကုသလကိုရကြပါစေအမြဝေဤသဗ္ဗေတတ္တတတ္တဝါဟုနာနာလောကအနန္တတွင်မပြစင်္ဂတတ္တဝါသဘုံကိုဝါနှင့်ဝိညာဏတိတိတိရှိခုနှစ်ပါးမြတ်စွာလုံးစုံဘုံ31ဖြစ်ဖြစ်သမျှဝေနေယအားအမြတ်ကုသိုလ်ပေးဝေလို၏
ထိုကုသလမြတ်ပုညကိုအမြတ်ရကြသည်ဖြစ်စေသောဝတ္တုံတရေမြေပန်သူသီလာထုလေသက်သေးအမှုတည်စေသောအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာ